မင်္ဂလာပါဗျပထမဆုံးဒီဗီဒီယိုကို18နှစ်မပြည့်သေးတဲ့သူတွေကတော့မိဘသို့မဟုတ်အုပ်ထိန်းသူခွင့်ပြုချက်ရမှာပဲနားထောင်ပေးကြဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျ please 1916ခုနှစ်ချမ်းအေးလာတဲ့စောင်းညတညမှာရုရှားမင်းသားဖီလစ်ယူဆုဖို့တယောက်ညစာစားပွဲပြင်ထားပြီးတော့ဧည့်သည်တယောက်ကိုတွားခေါ်ဖို့အချိန်ကိုစိတ်လှုပ်ရှားစွာနဲ့စောင့်နေခဲ့တယ်သူ့ရဲ့ဧည့်သည်ကြီးကိုမနက်ရောက်ရင်တည်နေရအောင်လို့ကြိုတင်ကြံစီထားခဲ့တယ်။သူ့ကြံရပါ၄ယောက်ကလည်းအဲ့ဒီဧည့်သည်ကြီးကိုလှုပ်ကြံတာမှာတခုခုလိုအပ်တာရှိခဲ့ရင်ကူညီရအောင်လို့ဆိုပြီးရင်ခုန်စွာနဲ့အတူစောင့်နေပေးခဲ့တယ်။တစ်ချိန်ကဥရောပမှာတကူထွားခဲ့တဲ့ရုရှားအင်ပါယာကြီးရဲ့ဇာဘီယင်ထီနန်းဟာအဲ့ဒီအချိန်မှာတော့ထိုင်ကုန်လှုပ်နေပြီးတော့ပြိုလေးကန်ဒီအချိန်တော့ရောက်နေပြီဗျ။မင်းသားယူဆုပေါ့နဲ့ရင်ဘတ်ချင်းနီးတဲ့မိတ်ဆွေတွေဟာတီလာကြောင်ဘာသာရေးဗန်းပြလှုပ်ရှားသမား Rasputin ဆိုတဲ့သူကြောင့်ရုရှားထီနန်းပြိုသွားတော့မယ်ဆိုပြီးယူဆနေကြလို့ Rasputin ကိုလှုပ်ကြံဖို့ဆုံးဖြတ်ခဲ့ကြတယ်။အဲ့ဒီ Rasputin ဆိုတာဘယ်သူလဲ။ဘာသာရေးဆရာတယောက်ကြောင့်ထီနန်းတစ်ခုလုံးပြိုသွားဖို့ဖြစ်နိုင်ပါမလား။အရေးကြီးတယောက်ကအဲ့လောက်စွမ်းအားကြီးလား။အဲ့ဒီမိကွန်းတွေအတွက်ကျွန်တော်တို့ Rasputin ရဲ့ဘဝအကြောင်းကိုလေ့လာကြည့်ရအောင်ခင်ဗျ။12လက်မှာအရှိရှိတဲ့သူ့ရဲ့ကာမတုခဓာတ်ချောင်းကြီးကိုမပုတ်မတိုးရအောင်စေးစိမ်ထားပြီးတော့ပြတိုင်းမှာပြထားလို့နှောင်းလူတွေလာရောက်ကြတော့ဆုတောင်းကြတဲ့အကြောင်းလေးလည်းမပါမဖြစ်ပါရမှာပေါ့ဗျာ Rasputin မရှိခဲ့ရင်လီနင်ဆိုတာလည်းမရှိလာနိုင်ဘူးလို့ပြောကြတယ်လီနင်မရှိခဲ့ရင်စတာလင်လည်းရှိဖို့မလွယ်သလိုနောက်ခေါင်းဆောင်တွေဖြစ်တဲ့ပူတင်တို့အုပ်စုလည်းရှိဖို့မလွယ်ဘူးဗျထူးခြားလွန်းတဲ့သူ့ဘဝအကြောင်းကိုစာအုပ်တွေလည်းအများကြီးရေးခဲ့ဘူးကြတယ်လို့မျိုးသူ့အကြောင်းကိုတီးပြီးတော့ရိုက်တဲ့ရုပ်ရှင်တွေလည်းခေတ်အဆက်ဆက်မှာထွက်ခဲ့တယ်။မြန်မာမှာတော့မှ1955မှာတစ်ခေါက်ယုံတင်ခဲ့ဘူးသေးတယ်လို့ဆိုရဲဗျ။နောက်ပိုင်းခေတ်မှာသူ့အကြောင်းကိုတချင်းလှုပ်ဆိုထားတဲ့ Rasputin ဆိုတဲ့တချင်းကလည်းအရန်ပေါက်ခဲ့တယ်ဗျ။တချင်းကမျိုးလို့ကျွန်တော်လည်းအရန်ကြိုက်တယ်။မြန်မာမှာတော့လူဦးရေတန်းပေါင်း6000တဲကအချက်ဆိုပြီးတော့ဆရာဒုက္ခမိန်လှိုင်ကစာသားထည့်ထားပေးတယ်။အားလုံးလည်းသိကြပါလိမ့်မယ်။အားလုံးချစ်အားလုံးတွေကဒုနှစ်ယောက်ချစ်ယူတရားတကြလုံးထက်စားလို့ချိုတယ်ဆိုအဲ့ဒီတချင်းရဲ့မူရင်းပိုင်ရှင်ဘွန်နီအမ်အဖွဲ့ရဲ့ live show Rasputin တချင်းကတော့ YouTube မှာကြည့်တဲ့အကြိမ်ရေတန်း900တောင်ရှိတယ်ဗျ performance ကလည်းအကျန်းစားကြီးပဲဗျဒီဗီဒီယိုကိုနားထောင်ပြီးရင်တော့သူ့ရဲ့မူရင်းတချင်းလေးကိုလည်းစိတ်ဝင်စားရင်တွားနားထောင်ကြည့်ကြဖို့ညွှန်းချင်ပါတယ်ကျွန်တော်လည်း comment မှာ link ချထားပေးပါမယ်ဗျ1869ခုနှစ်ဇန်နဝါရီလ21ရက်နေ့ရုရှားအင်ပါယာရဲ့ဝေးလံခေါင်ဖျားလာတဲ့စိုက်ဘေးရီးယားဒေသကရွာတရွာမှာ Grigory Afimovich Rasputin ကိုမွေးဖွားခဲ့တယ်။ရာဒီဥတုကြမ်းတမ်းလွန်းတဲ့စိုက်ဘေးရီးယားဒေသဟာနေမြေဒေသကျယ်သလောက်လူသူအယောက်ပေါင်းနေပြီးတော့လူဦးရေကတော့အရန်ကျဲလွန်းတယ်။မြန်မာပြည်မှာအကျဉ်းသားတွေကိုကိုကျွန်းပို့တယ်လို့မျိုးရုရှားတွေကအဲ့ဒီဒေသကိုနည်းနည်းနဲ့အဖြစ်နဲ့ရာဇဝတ်သားတွေဘာသာရေးဂိုင်းခွဲသမားတွေကိုပို့ဖို့တုံးခဲ့တယ်။ဥရောပကခရစ်ယာန်နိုင်ငံတွေမှာတော့အကြမ်းဖျင်းအဖြစ်ရိုမန်ကက်သလစ်ရယ်ပရိုတက်စတင့်ရယ်အော်တိုဒေါ့ရယ်ဆိုပြီးဂိုင်း၃ဂိုင်းရှိတယ်ဗျ။ရုရှားနဲ့တချို့ဥရောပနိုင်ငံတွေကတော့အော်တိုဒေါ့ခရစ်ယာန်ဘာသာကိုအဲ့ဒီအချိန်ကနိုင်ငံတော်ဘာသာအဖြစ်နဲ့ကိုးကွယ်ကြတယ်ဗျ။မြန်မာကခရစ်ယာန်တွေထဲမှာတော့အော်တိုဒေါ့ကမရှိတော့ဘူးထင်တယ်ဗျ။မြန်မာမှာတော့တိတ်မသိကြဘူး။အော်တိုဒေါ့ကအာစီလို့ခေါ်တဲ့ရိုမန်ကက်သလစ်ဂိုင်းနဲ့တော့နည်းနည်းဆင်တယ်လို့ပြောကြတယ်။သူကရှေ့ရိုးဆွဲတော့ဆန်တယ်ဗျ။အရိုင်းဆန်တဲ့ Rasputin ရဲ့ဇယိုက်ဟာကြမ်းတမ်းလွန်းတဲ့နေမြေဒေသရဲ့လွှမ်းမိုးမှုပါခဲ့မယ်လို့ပြောကြတယ်ဗျ။မြင်းလဲမောင်းသမားလေသမားမိသားစုကနေမွေးဖွားလာခဲ့တဲ့ Rasputin ကခလီးဘဝတွေကမြင်းဆောင်နဲ့တွားပြီးတော့မြင်းတွေနဲ့စကားတွေပြောနေတတ်တယ်။မြင်း crazy ဆိုရမှာပေါ့ဗျာ။မြင်းသဘောတဘာဝတွေနားလေလာတော့မြင်းတွေကိုစေကုသပေးတဲ့နေရာမှာတဖြည်းဖြည်းနဲ့သူနာမည်ရလာတယ်။ငငယ်ကတော့ရွာလမ်းမတွေမှာကစားရင်ရံဖြစ်ကြတဲ့ခါကျရင်ထွားကြိုင်းတတ်မာတဲ့ Rasputin ကဘိုပဲဗျ။သူ့ကိုဘယ်သူမှမနိုင်ကြဘူး။ Rasputin အရွယ်ရောက်လာတော့လေယာအလုပ်တွေလည်းပုံမှန်လုပ်ပေမဲ့အားလက်ချိန်တွေမှာတစ်ချိန်လုံးတောက်စားမူးရစ်နေတတ်တယ်။မိန်းကလေးတွေနောက်လိုက်ပြီးတော့နှာဘူးထဘိုးပန်းနေတတ်တယ်
နောက်ပိုင်းမှာသူများပစ္စည်းအသေးစားလေးတွေခိုးလာတတ်တယ်အသက်18နှစ်အရွယ်မှာတော့ဒူဘရိုဘီဗာဆိုတဲ့လယ်သမားမိန်းကလေးတစ်ယောက်နဲ့တွေ့ပြီးလက်ထပ်ခဲ့တယ်အိမ်အောင်ကြပြီးလဲသူ့အကျင့်ကမပြောက်သေးပါဘူးအရင်ကလိုပဲမူယူတောက်စားဖွန်ကြောင်မိန်းမလိုက်လုံနေတတ်တယ်သူတို့ဒေသမှာဘာသာရေးအယူဝါဒအခွဲတွေအယုံကြည်မရှိတဲ့သူတွေကိုအော်တိုဒေါ့ခရစ်ယာန်ဘာသာမှာပြန်ပြီးတော့တပ်ဝင်ယုံကြည်လာအောင်ပဲ့ပြင်လမ်းညွှန်ပေးဖို့ရည်ရွယ်ချက်နဲ့အော်တိုဒေါ့ဖျားเจ้าတွေကိုဖွင့်ထားပေးခဲ့တယ်ဗျဒါပေမဲ့တခြားအစွန်းရောက်ဘာသာရေးဂိုင်းခွဲကလူတွေကအဲ့ဒီဖျားเจ้าတွေမှာစိတ်ဝင်နေပြီးတော့သူတို့ရဲ့လွဲမှားတဲ့အယူဝါဒတွေကိုလျှို့ဝှက်ဖြန့်ဖြူးပေးတဲ့နေရာတွေဖြစ်လာတယ်ကြမ်းတမ်းလွန်းတဲ့စိုက်ဘေးရီးယားဒေသမှာနေကြတဲ့သူတွေအဖို့ကတော့ဘာသာရေးအရေးကြုံဂမ်ဘီယာနီလန်တွေကိုပဲပို့ပြီးတော့ယုံကြည်ကြတယ်လူအတွင်းစိတ်မှာရှိနေတတ်တဲ့ကြောက်စိတ်ကိုဖြေဖျောက်ဖို့အတွက်ကဂမ်ဘီယာနီလန်တွေမှော်ဝိဇ္ဇာနီလန်တွေဗီဒီရတရာတွေကတော့အကောင်းဆုံးထွက်ပေါက်ပဲဗျရတရာကောင်းကမင်းလောင်ပြောက်ဆိုသလိုသိပ်ပံနီးတော့မကြပေမဲ့လည်းရတရာကြောင့်ကိုယ့်ကိုယ်ယုံကြည်မှုရှိလာတတ်တော့တချို့ကိစ္စတွေမှာအောင်မြင်တတ်ဖူးတဲ့အဖြစ်တွေလည်းရှိတာကိုဗျတဖြည်းဖြည်းနဲ့ဘာသာရေးလိုင်းဘက်ကိုပိုစိတ်ဝင်စားလာတဲ့ Rasputin ဟာအသက်28နှစ်မှာသူ့အဖေမိန်းမနဲ့ကလေးတွေအရက်ဆိုင်တွေမြင်းတွေကိုထားပစ်ခဲ့ပြီးတော့ဂန္ဓာရီခရီးလှည့်လည်ဖို့ဆုံးဖြတ်လိုက်တော့တယ်အဲ့ဒီခေတ်ကစိုက်ဘေးရီးယားမှာယုံကြည်မှုအရာခြေသလုံးအိမ်တိုင်းဂန္ဓာရီခရီးလှည့်လည်သွားကြတဲ့သူတချို့လည်းရှိတယ်ရွာတွေတဲကတချို့အိမ်တွေမှာအဲ့လိုဖျားဘူးဂန္ဓာရီသွားတဲ့လူတွေလာရင်နားနေကြဖို့မြေအောက်ခန်းလေးတွေလှုပ်ပေးထားကြတယ်Rasputin ကတော့တနေ့မှာမေတော်မာကြီးကသူ့ကိုထင်ပြတာကိုမထင်မှတ်ပဲမြင်လိုက်ရလို့သာသနာပြုဖို့အတွက်အဲ့လိုဆုံးဖြတ်လိုက်တာလို့ပြောကြတယ်တချို့ကလည်းသူမြင်းခိုးတာကိုလူမိသွားလို့ရွာကနေထွက်ပြေးသွားတာဆိုပြီးပြောကြတယ်ဂန္ဓာရီခရီးလှည့်လည်နေတဲ့အချိန်မှာသူကဖျားเจ้าတွေကိုလှည့်လည်သွားလာနေရင်းနဲ့ဗာကိုချာဖျားเจ้าကိုရောက်လာခဲ့တယ်ဗာကိုချာမှာလအနှဲငယ်နေရင်းနဲ့အပေါ်ယံကအော်တိုဒေါ့ခရစ်ယာန်ကိုကိုးကွယ်ပြနေပြီးတော့အတွင်းထဲမှာတော့မိစ္ဆာဒိဋ္ဌိဝါဒကိုကြိတ်ဖြန့်နေတဲ့ခေလက်စတီဂိုင်းသားတွေနဲ့တွေ့ပြီးခေလက်စတီအယူဆတွေဆွဲကပ်လာတယ်ခေလက်စတီအယူဆမှာကဖျားသခင်ဟာခရစ်တော်တယောက်တည်းကိုပဲသားအဖြစ်လွှတ်လိုက်တာမဟုတ်ဘူးလူတိုင်းဟာဖျားသခင်ရဲ့သားအဖြစ်နဲ့ဖုံးတော်ဝင်စားနိုင်တယ်ဖျားသခင်နဲ့ဆက်သွယ်မိဖို့ထူးခြားတဲ့တိတ်တိတကိုးတော်တွေရဖို့ဆိုရင်ခန္ဓာကိုယ်ထဲကကိလေသာတွေအကုန်ကုန်သွားအောင်လုပ်ရမယ်ကိလေသာတွေကုန်ဖို့ဆိုရင်ကိလေသာတွေနဲ့ပဲတိုက်ထုတ်ရမယ်ကာမဂုဏ်အာယုန်တွေကိုညှင်းငွေ့သွားအောင်ခံစားရမယ်ညှင်းငွေ့သွားမှကိလေသာတွေငြိမ်းသွားကြမယ်တကူတိတ်တိတွေရလာမယ်အနာဂတ်ကိုကြုံမြင်မယ်နာမကျန်းတဲ့သူတွေကိုကုပေးနိုင်မယ်စသဖြင့်ပေါ့ဗျာခေလက်စတီဂိုင်းဝင်တွေကတောထဲမှာလျှို့ဝှက်တွေ့ဆုံကြပြီးတော့မူယူပျော်ပါကခုန်ကြတယ်နောက်ဆုံးမောပန်းသွားလို့မြေပေါ်လဲကျတဲ့အချိန်မှာအနီးနားကကြုံတဲ့လူနဲ့ group sex ကိစ္စတွေလုပ်ကြတယ်သူတို့ရဲ့အပြုအမူတွေဟာအော်တိုဒေါ့ခရစ်ယာန်ဂိုင်းခွဲဆိုပေမဲ့လည်းခရစ်ယာန်သာသနာရဲ့အနှစ်သာရနဲ့ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်ဘာကိုချာမှာနေရင်းနဲ့မက်ခရီဆိုတဲ့သူတယောက်နဲ့လည်းသူမိတ်ဆွေဖြစ်လာခဲ့တယ်အဖိုးကြီးမက်ခရီကအရင်တုန်းကအပြစ်တွေပေါင်းစုံကျူးလွန်ခဲ့တဲ့လူဆိုးလူမိုက်ကြီးဖြစ်ခဲ့ဘူးပြီးတော့အခုတော့သူဖျားလူဖြစ်နေပြီလို့ပြောတယ်မက်ခရီက Rasputin ကိုတောထဲတောင်ထဲတွေမှာဂန္ဓာရီခရီးတွေလှည့်သွားရင်းနဲ့တကိုးကြီးလာလေလိမ့်မယ်ဖျားသခင်ကရွေးချယ်ပေးလိုက်မယ်ဆိုပြီးတော့ဗျာဒိတ်ပေးခဲ့တယ်ဗုဒ္ဓဘာသာအမြင်နဲ့မျက်စိထဲမြင်အောင်ပြောရရင်တော့ဆရာကောင်းနဲ့မတွေ့ခဲ့ရတဲ့အင်ဂုလိမာလာလိုမျိုးမှားတဲ့လမ်းကိုလိုက်မိခဲ့ပြီပေါ့ဗျာအဲ့ဒီနောက်မှာတော့ Rasputin တယောက်ခရီးဝေးကြီးတွေကိုခြေလျင်လျှောက်ပြီးတော့တယောက်တည်းသွားနေရင်းနဲ့ဖျားသခင်ကိုရှာဖွေနေခဲ့တယ်မုတ်စိတ်ကျင်ဆွဲတွေနဲ့လအတော်ကြာတဲ့အထိရေလဲမချိုးတော့ဘူးအင်ကြီးလည်းမလဲတော့ဘူးတောကြီးမြတ်မဲတွေထဲမှာခြင်ကြိုက်ခံနွန်နစ်ခံပြီးတော့ရုရှားပြည်အကျယ်ကြီးထဲမှာခရီးမိုင်ပေါင်းများစွာကိုခြေသလုံးအိမ်တိုင်းရှောက်သွားနေခဲ့တယ်စားစရာရှိရင်တော့စားတယ်မရှိရင်အငတ်ခံရတယ်အဲ့လိုနဲ့3နှစ်လောက်ကြာသွားတယ်ဖျားသခင်နဲ့တွေ့ခဲ့လားမတွေ့ခဲ့လားတော့မသိဘူးသူကတော့ခန္ဓာကိုယ်ပိုင်းရောစိတ်ဓာတ်ပိုင်းမှာပါပို့ပြီးမာကြောလာခဲ့တယ်သူ့မိသားစုဝင်တွေကတော့စာမလာသတင်းမကြားတဲ့သူ့ကိုတီဗီလို့ပဲထင်နေခဲ့တယ်နောက်ပိုင်းမှာတော့ခရီးသွားတွေရဲ့ပြောစကားအရ
နာမည်စရလာတဲ့သူတော်စင်တယောက်အကြောင်းကိုသတင်းကြားလာရတယ်ရက်စပူတင်ရဲ့ပုံစံနဲ့တွားတူနေတယ်ဗျသူတော်စင်ဆိုပေမဲ့လည်းသူ့နောက်ကိုမိပြစ်ဖပြစ်ယောက်ျားပြစ်ပြီးတကောက်ကောက်လိုက်နေတတ်တဲ့အမျိုးသမီးတစုနဲ့လည်းတောထဲမှာပျော်ပါကခုန်နေတတ်တဲ့သတင်းလဲကြားရတယ်ဗျသူ့နောက်လိုက်နေတဲ့အမျိုးသမီးတွေဟာရက်စပူတင်လက်နဲ့ထိလိုက်ရင်ရက်စပူတင်ရဲ့ရင်ငွေ့လှုံလိုက်ရရင်ကျူးလွန်ခဲ့မှုတဲ့အပြစ်တွေကြည်သွားမယ်ဆိုပြီးယုံကြည်နေကြတယ်တစ်ဖက်မှာလည်းသူဟာဘယ်လိုမျိုးလူနာတွေကိုကုပေးနိုင်တယ်ရှေ့ပြစ်ဟောနိုင်တယ်ဆိုပြီးနာမည်စကြီးလာတော့တယ်တနေ့မှာတော့သူ့မွေးရရွာလေးစီကိုသူပြန်လာခဲ့တယ်ရွာကိုပြန်လာတဲ့အချိန်မှာတော့မိသားစုဝင်တွေနဲ့ရွာကလူတွေကသူ့ရဲ့ထူးထူးခြားခြားပြောင်းလဲသွားတဲ့တစုံတရာကိုသတိထားမိလာပြီးတော့ကြည်ညိုလာကြတယ်မိသားစုဝင်တွေနဲ့ပြန်တွေ့ရပေမဲ့သူကပျော်ရွှင်တဲ့အရေးအယောင်မပြတော့ဘူးရက်စပူတင်ထွက်ရက်ပေါက်သွားပြီပေါ့ဗျာဂန္ဓာကြီးလှဲ့တဲ့သူတွေလာရင်ထားပေးဖို့လှုပ်ထားတဲ့အိမ်ကမြေအောက်ခန်းထဲမှာသူသွားနေပြီးတော့ညဘက်ဆူးရှကျိန်လောင်တဲ့အတန်ပေါင်းစုံနဲ့ငိုကြွေးမြေတန်းဖျားဆုတောင်းစာတွေရွတ်နေခဲ့တယ်သူ့ခန္ဓာကိုယ်မှာအထူးခြားဆုံးကတော့သူ့မျက်လုံးပဲဗျသူစိုက်ကြည့်လိုက်တဲ့အခါမှာလူတစ်ဖက်သားမခံနိုင်တော့အောင်ဆူးရှလွန်းနေတယ်စိတ်ညှို့တက်တဲ့မျက်လုံးတွေပေါ့ဗျာရွာကလူတွေကမယုံလို့သူ့မြေအောက်ခန်းထဲဝင်ကြည့်မိတဲ့သူတွေတချို့လည်းသူ့ကိုဖျားလူအဖြစ်နဲ့စပြီးယုံလာကြတယ်အထူးသဖြင့်အမျိုးသမီးတွေပေါ့ဗျာသူ့မြေအောက်ခန်းထဲကိုဝင်သွားကြည့်မိတဲ့အမျိုးသမီးတွေကလည်းသူဘာလုပ်လိုက်တယ်မသိဘူးရှက်စနိုးမျက်နှာနဲ့ပြန်ထွက်လာရတယ်သူ့မှာဘလို့ပီရဆေးစွမ်းကောင်းတွေရှိတယ်မသိဘူးအမျိုးသမီးတွေအပေါ်ကိုအဓိကဩဇာလွှမ်းမိုးနိုင်တယ်သူဟောတဲ့တရားကတော့အပေါ်ယံခရိယန်စကလုံးအယူအဆတွေနဲ့တကာဖုံးထားပြီးတော့မိယိုးဖလာတင်းကျပ်တဲ့အော်တိုတော့ဘာသာရေးနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့မကောင်းမှုဒုစရိုက်တွေကိုတမင်တကာလွန်ကျူးပစ်ကြရမယ်အဲ့ဒီတော့မှလည်းအပြစ်တွေဆေးကြောဖို့ဆုတောင်းရင်းနဲ့ဖျားသခင်နဲ့တွေ့ခွင့်ရမယ်ဆိုတာတွေဖြစ်လေခဲ့တယ်ရွာရောက်ပြီးရက်အနှဲငယ်အကြာမှာပဲရွာထဲကအမျိုးသမီးတစ်တိုင်းနဲ့တောထဲဝင်ပြီးတောရဆောက်တည်မယ်ဆိုပြီးဖြစ်လာတယ်သူအမျိုးသမီးတစ်တိုင်းနဲ့တောထဲဝင်ဖို့လမ်းမှာယောက်ျားတချို့ကဒူးထောက်ပြီးဝိုင်းဆုတောင်းပေးခဲ့ကြသေးတယ်လို့ဆိုကြတယ်ရက်စပူတင်အနေနဲ့ရွာနီးချုပ်ဆက်မှာနာမည်ကြီးလာတဲ့အနေထားလောက်လေးနဲ့ဘလို့ကျေနပ်ရောက်ရဲနိုင်တော့မလဲဗျတောက်လေငတ်မပြေဆိုသလိုရွာအနီးနားမှာစားနေရတဲ့မြက်တွေထက်နီးပြီးတော့အထိပေါက်ရောက်အောင်မြင်ပြီးတော့နီးပြီးတော့ကလေမထိနေမထိမြက်တွေကိုစားရနိုင်ဖို့မျှော်လင့်ချက်ထားလာတော့တယ်သူ့ဆရာမက်ခရီရဲ့အဆက်အသွယ်တို့တချို့ကလည်းမင်းမျိုးမင်းတွေမူကြီးမတ်ရာတွေထဲမှာရှိသေးတာကိုဗျအဲ့ဒီအဆက်အသွယ်ကိုအတုံးချပြီးလှုပ်ရှားမယ်ပေါ့ဗျာခဏလေးခင်ဗျကျွန်တော်ကြော်ညာလေးတစ်ချက်ဝင်ပြရစီအရင်လိုအကြောင်းအရာတွေပြောက်တောက်ပြောနေတာတဲ့ဆိုရင်ကျွန်တော်ရုရှားနိုင်ငံရဲ့သမိုင်းကြောင်းတွေကြီးပဲစီးယူလိုက်ပြောဖို့တော့လုပ်ထားတယ်ဗျဒီဗီဒီယိုလေးနဲ့စဖွင့်ပြီးတော့ရုရှားနိုင်ငံရဲ့အလဲခေတ်လောက်ကနေပထမကမ္ဘာစစ်ဒါမှမဟုတ်ဒုတိယကမ္ဘာစစ်ကာလလောက်အထိသမိုင်းကြောင်းတွေစစ်ပွဲအကြောင်းတွေကိုအပိုင်းလိုက်ဇက်တိုက်ပြောသွားဖို့ရှိပါတယ်ဗျအဲ့ဒီဗီဒီယိုတွေကိုကြည့်ပြီးရင်တော့ဒီနေ့ခေတ်ဖြစ်နေတဲ့ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်အကြောင်းကိုတော့သမိုင်းအမြင်နဲ့ပို့ပြီးနားလည်လာလိမ့်မယ်ဗျဇက်လန်ကိုပြန်ဆက်ရရင်ရက်စပူတင်ကသူ့ကိုမေတော်မာကြီးကကိုထင်ပြပြီးတော့အဲ့ဒီအချိန်ကရုရှားအင်ပါယာရဲ့မြို့တော်ဖြစ်တဲ့စိန့်ပီတာစပတ်မြို့ကိုသွားပြီးတော့ရုရှားဇာဘရင်မင်းမျိုးမင်းနွယ်တွေကိုကူညီပေးဖို့ပြောတယ်လို့ဆိုတယ်ဗျအဲ့လိုနဲ့မိုင်ပေါင်း1600กว่าဝေးတဲ့နေပြီးတော့စိန့်ပီတာစပတ်မြို့စီကိုသူခြေတက်လာခဲ့တော့တယ်လမ်းတစ်လျှောက်ကမြို့တွေထဲမှာလည်းအမှုထမ်းအရာထမ်းတွေသူ့ကိုကြည်ညိုလာအောင်အတိုင်းအတာတစ်ခုအထိစီယုံသိမ်းသွင်းနိုင်ခဲ့သေးတယ်အထူးသဖြင့်တော့အယုံလွေတက်တဲ့အမျိုးသမီးတွေကိုပေါ့ဗျာလမ်းခရီးမှာတော့သာသနာပိုင်ဂိုင်းအုပ်ကြီးဟာမိုဂျန်ခေါင်းဆောင်နဲ့ဘာသာရေးခေါင်းဆောင်တွေနဲ့တပ်ဆိုင်ရာအာဏာပိုင်တွေကသူ့ကိုတားဆီးပြီးသူ့လမ်းစဉ်တွေကိုခရီးယန်ဘာသာရေးလမ်းစဉ်တွေနဲ့ညီမညီစစ်မေးခဲ့ကြတယ်ရက်စပူတင်ကမှင်မောင်းကလည်းတော်တော်ကောင်းတယ်ဗျအရေးကြီးပုံကိုယ်တွေနဲ့တွေ့ရင်ဖျားစကားတွေတောက်လျှောက်ပြောပြီးတော့သူတော်စင်လိုမျိုးနေပြတတ်တယ်ဖုန်းတော်ကြီးဖာသာအီလီယောဒါနဲ့တချို့သူတွေကသူ့လမ်းစဉ်တွေဟာမိစ္ဆာဒိဋ္ဌိလမ်းစဉ်တွေဖြစ်တယ်ဆိုပြီးရှုံချဝေဖန်ခဲ့ကြပေမဲ့လည်းနောက်ဆုံးမှာတော့ဂိုင်းအုပ်ကြီးဟာမိုဂျန်နဲ့တခြားဘာသာရေးခေါင်းဆောင်တွေကသူ့ကိုအရွေးမယူခဲ့ပဲနေပြည်တော်ကိုပို့ဆောင်ပေးခဲ့တယ်ဗျဂိုင်းအုပ်ကြီးဟာမိုဂျန်ကတော့
ဇာဘရင်နန်းတော်ကိုဩဇာလွှမ်းမိုးနိုင်ဖို့သူ့အကြံနဲ့သူရှိတယ်ဗျစိန့်ပီတာစပတ်မြို့စီကိုလည်းသူ့ရဲ့သတင်းတွေကရောက်လာတယ်ဖျားသားတော်အနာဂတ်ကိုကြိုဟောနိုင်တဲ့သူလက်နဲ့ထိလိုက်တာနဲ့ယောဂဝေဒနာတွေကိုကုသပေးနိုင်တဲ့သူတစ်ယောက်နေပြည်တော်ကိုလာနေပြီဆိုပြီးတော့ပေါ့ဗျာတန်လိုက်ဓာတ်အားကောင်းတဲ့ညှို့ဓာတ်ပြင်းတဲ့သူ့ရဲ့မျက်လုံးတွေအကြောင်းလဲပါတာပေါ့ဗျာအဲ့ဒီအချိန်ကနန်းတော်ထဲမှာဇာဘရင်ဒုတိယမြောက်နီကိုလတ်နဲ့သူ့ကျင့်ရတော့မိဖုရားအလက်ဇန္ဒာတို့နန်းဆန်နေကြတယ်မိဖုရားအလက်ဇန္ဒာဟာအင်္ဂလန်ကဝီတိုရီယာဘုရင်မကြီးရဲ့မြီးတော်တယ်လို့မျိုးဂျာမနီကမင်းသမီးလည်းဖြစ်တယ်ကပြပြီးအချောလှတွေစုပေါင်းထားတယ်ဘုရင်ဒုတိယမြောက်နီကိုလတ်ကသူ့မိဖုရားကိုမျက်စိအောက်ကအပြောက်မခံနိုင်အောင်ချစ်မြတ်နိုးလွန်းတာတော့နာမည်ကြီးတယ်ဗျတစ်ဖက်မှာလည်းမာယာကမယားကြောက်ဘုရင်ကြီးဆိုပြီးခေါ်ကြတာပေါ့ဗျာသူတို့မှာသမီးတွေကြီးပဲတောက်လျှောက်ထုံးကားခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့ထီးမွေနန်းလျာဆက်ခံဖို့ LSC ဆိုတဲ့အငယ်ဆုံးသားတော်လေးတစ်ပါးထုံးကားလာခဲ့တယ်။ကန်ဆိုးစွာနဲ့ပဲအဲ့ဒီသားတော်လေးမှာမွေးရပါသွေးမတိတ်ယောဂဖြစ်တဲ့ဟီမိုဖီလီယာလို့ခေါ်တဲ့သွေးယောဂတစ်မျိုးပါလာခဲ့တယ်။ဟီမိုဖီလီယာယောဂကဘာမှထိခိုက်နိုင်ရမရအောင်နေရင်တော့အကောင်းပဲဗျ။ကလေးတစ်ပါးဝဆော့ကစားရင်းနဲ့ထိမိခိုက်မိသွားရင်တော့သွေးမတိတ်တော့ပဲနဲ့တောက်လျှောက်နေမကောင်းဖြစ်တော့တာပဲသွေးထွက်လွန်သွားရင်အသက်ပါသွားနိုင်တဲ့ယောဂမျိုးပဲဗျတိုင်းတစ်ပါးသားအနေနဲ့ရုရှားမှာလာပြီးနေရလို့သစိမ်းတို့ရဲ့အလဲမှာဆိုပြီးစိတ်မလုံခြုံတာတွေရှိနေတဲ့မိဖုရားအလက်ဇန္ဒာဟာသူ့သားတော်လေးအတွက်ပါရတက်ပွေနေခဲ့ရတယ်ဘုရင်နဲ့မိဖုရားတို့နန်းတွင်တစ်ခုလုံးကလည်းရင်တထိတ်ထိတ်အရေးတကြီးကြီးနဲ့သားတော်လေးအလက်စီကိုထိခိုက်ဒဏ်ရာမရအောင်ပိုးမွေးတယ်လို့မွေးလာခဲ့ရတယ်မိဖုရားအလက်ဇန္ဒာဟာတဘာဝလွန်ဖြစ်ရက်တွေဂမ်ဘီယာအစီရင်တွေမှော်ဝိဇ္ဇာနီးလန်းတွေကိုတော်တော်လေးယုံကြည်တဲ့သူတစ်ယောက်ပဲဗျအရင်ကတော့ရုရှားထိနှံဆက်ခံဖို့အတွက်သားယောက်ျားလေးရလာဖို့အစီရင်တွေရတရားတွေပေါင်းစုံလုပ်ခဲ့ရတယ်လို့နောက်ဆုံးမှသားယောက်ျားလေးထွန်းကားလာတာအရင်ကနန်းတွင်းမှာနေခဲ့တဲ့ပြင်သစ်မှော်ဝိဇ္ဇာဆရာကြီးဒေါက်တာဖီလစ်ကျောက်ဆိုပြီးတော့ယုံကြည်နေခဲ့တယ်ဒေါက်တာဖီလစ်ဟာမသေးခင်မှာတနေ့သူ့နေရာကိုအစားထိုးနိုင်မဲ့ပညာရှင်ကြီးတစ်ယောက်ရောက်လာပါလိမ့်မယ်ဆိုပြီးတော့နမိတ်ဖက်နှစ်သိမ့်သွားခဲ့သေးတယ်ဗျဘုရင်ကြီးဒုတိယမြောက်နီကိုလတ်ကတော့ဆုံးဖြတ်ချက်မပြတ်သားတာဝိဖြစ်တာတွေအတွက်နဲ့လူမုန်းများကြတယ်ခေတ်ပြတ်ခါနီးမှာဘုရင်ဖြစ်လာတဲ့သူ့ရဲ့ကံကြမ္မာကလည်းတော်တော်လေးဆိုးတယ်လို့ပြောရမယ်ဗျသူ့ကိုရုရှားအင်ပါယာလိုနိုင်ငံကြီးတစ်ခုမှာဘုရင်ဖြစ်ထိုက်တဲ့အရေးချင်းမရှိဘူးလို့တမိုင်းဆရာတော်တော်များများကလည်းယူဆကြတယ်ဗျရက်စပူတင်စိန့်ပီတာစပတ်မြို့မှာနေတော့သူ့ရဲ့ထူးခြားတဲ့အတွေးခေါ်အမှုအကျင့်တွေကြောင့်ပို့ပြီးတော့ထင်ရှားလာခဲ့တယ်အရင်ကတခြားမှော်ဝိဇ္ဇာတွေဖြစ်တဲ့ဒေါက်တာဖီလစ်တို့လိုမျိုးပြင်ပနိုင်ငံတွေကလာတာမဟုတ်ဘဲနဲ့ရုရှားနိုင်ငံသားတယောက်ဖြစ်နေတာကလည်းသူ့ကိုလူကြိုက်ပိုများစေလိမ့်မယ်ဗျရက်စပူတင်ဟာမဟာစီမဟာသွေးအဆက်အနွယ်တွေမူကြီးမတ်ရာအာနာရှိသူတွေနဲ့ရားသလောက်တော့မိတ်ဖွဲ့နေခဲ့တယ်1905ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှာတော့ရုရှားမင်းမျိုးမင်းနွယ်တွေနဲ့လက်ထပ်ထားကြတဲ့မှော်ဝိဇ္ဇာအတက်တွေကိုယုံကြည်ကြတဲ့သူတွေဖြစ်တဲ့မွန်တီနီဂရိုမင်းသမီးနှစ်ပါးရဲ့မိတ်ဆက်ပေးမှုနဲ့ဇာဘရင်နန်းတော်တဲကိုရက်စပူတင်ဝင်ခွင့်စရခဲ့တယ်ဘရင်ကသူ့ရဲ့ဒိုင်ယာရီထဲမှာအဲ့ဒီနေ့ကသူနဲ့သူ့မိဖုရားဟာဖျားလူဖြစ်တဲ့ဂရီဂိုရီရက်စပူတင်နဲ့တွေ့ခွင့်ရခဲ့တယ်ဆိုပြီးမှတ်တမ်းတင်ထားခဲ့တယ်ရက်စပူတင်ကသူ့အစွမ်းတွေဟာရေချိုးလိုက်ရင်ပျောက်သွားမှာစိုးလို့ဆိုပြီးတော်ယုံနဲ့ရေမချိုးတတ်ဘူးလို့ဆိုကြတယ်နန်းစော်နေတဲ့လေသမားဝတ်စုံကြီးနဲ့စကားအထူးဆန်းတွေပြောတတ်တဲ့တောသားလူရိုင်းကြီးရက်စပူတင်ဟာဘရင်နဲ့မိဖုရားအတွက်တော့အထူးဆန်းဖြစ်နေခဲ့တယ်မကြခင်မှာပဲဘရင်နဲ့မိဖုရားတို့ရဲ့ယုံကြည်မှုကိုရခဲ့ပြီးတော့သားတော်လေးအလက်စီကိုစေးကူတာခွင့်ရခဲ့တယ်ဆရာဝန်တွေပေးထားတဲ့ဈေးတွေကိုရက်ခိုင်းလိုက်တယ်နန်းတော်တဲကဘာသာရေးပုံတော်တွေအောက်မှာဒူးထောက်ထိုင်ပြီးတော့ဖျားစာတွေတွတ်ရေရွတ်ပြနေတတ်တယ်သားတော်လေးကိုခလေးတွေကြိုက်မဲ့စိုက်ဘေးရီးယားကအဖြစ်ပြက်တွေပုံပြင်လေးတွေကိုပြောပြနှစ်သိမ့်ပြီးတော့ဖျားစုတောင်းပြီးကုလိုက်တဲ့အခါမှာသားတော်လေးအလက်စီဟာလည်းထူးဆန်းစွာနဲ့ပဲတက်တာလာခဲ့တော့တယ်အဲ့ဒီချိန်ကပါရာစီတမောကိုတိတ်မသုံးပြကြသေးတော့
ဆရာဝန်တွေက aspirin ဆိုတဲ့ဆေးကိုပဲအကိုက်ခဲပျောက်ဆေးအနေနဲ့သုံးပြကြတယ်ဗျ။သားတော်လေး Alexi ကိုလည်း aspirin ဆေးတွေပေးထားကြတယ်။အဲ့ဒီအချိန်ကတော့ aspirin ဆေးရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်တဲ့သွေးကျဲစေတဲ့ဂုဏ်ဓာတ်တီကိုဆရာဝန်တွေကမသိကြသေးဘူးဗျ။သားတော်လေး Alexi ရဲ့ hemophilia လို့ခေါ်တဲ့သွေးမတိတ်တဲ့ရောဂါကိုဆရာဝန်တွေပေးတဲ့ aspirin ကပိုဆိုးစေတတ်တယ်။အဲ့ဒီဆေးတွေကိုနားခိုင်းလိုက်ပြီးတော့မန်းမှုတ်တဲ့ပျောက်စေနီးလန်းနဲ့ကုပေးလိုက်တဲ့အခါမှာယောဂတက်တာသွားလို့ Rasputin ဟာနန်းတွင်းမှာတော်တော်လေးယုံကြည်မှုရသွားတော့တယ်။မိဖုရားကြီးရဲ့စိတ်ပူပန်မှုတွေကြောင့်ခေါင်းတချမ်းကိုက်ယောဂဖြစ်နေတာကိုလည်းနှစ်သိမ့်ပြီးတော့ကုသပေးနိုင်ခဲ့တယ်။နန်းတော်တဲကိုလည်းတကားမရှိဓာမရှိဝင်ထွက်သွားလာခွင့်ရလာခဲ့တယ်။ Rasputin ဟာသားတော်သမီးတော်လေးတွေနဲ့ညဘက်ဖျားရှိခိုးအပြီးမှာအိယာဝင်ပုံမြင်လေးတွေကိုပြောပြတတ်တယ်။ Rasputin ကသမီးတော်တွေရဲ့အိတ်ဆောင်တွေကိုညဘက်ဖျားဆုတောင်းပေးမယ်ဆိုပြီးအယူကွက်နင်းပြီးတော့ဆွတ်ဆွတ်ဝင်သွားတတ်တယ်။သမီးတော်အကြီးတွေကအပြိုပေါ်ဝင်တော့မှဖြစ်လို့ Rasputin ကိုသမီးတော်တွေရဲ့နန်းဆောင်တွေကိုဝင်ခွင့်မပြုသင့်ဘူးလို့အထိန်တော်ကြီးကအကျိုးသင့်အကြောင်းသင့်ရှင်းပြပေမဲ့တရားလွန်နေတဲ့မိဖုရားကတော့နားမဝင်ခဲ့ဘူးဗျ။မကြခင်မှာပဲမင်းသားခေါင်းဆောင်ထားတဲ့ယာကဘလူး Rasputin ဟာသူ့ရဲ့အဆွဲကိုပေါ်ပေါ်တင်တင်ပဲထုတ်ပြလာခဲ့တယ်။ရင်ကြီးတိမ်မွေးမှုကိုတန်ဖိုးထားတဲ့နန်းတော်ထဲမှာ Rasputin ဟာစိတ်မထင်ရင်မထင်သလိုအော်ဟစ်ဆဲဆိုနေတတ်တယ်။တွေ့ရပစ္စည်းတွေကိုကန်ကြောက်တတ်တယ်။နန်းတော်ထဲကအစီကံတယောက်ဟာ Rasputin ကသူ့ကိုမဒိန်ကျင့်သွားပါတယ်လို့တိုင်ပေမဲ့လည်းအစီကံစကားကိုမယုံတဲ့မိဖုရားဟာလိန်ညာတိုင်တယ်လို့ပဲယူဆပြီးတော့အဲ့ဒီအစီကံကိုပဲနန်းတော်ထဲကနေနှင်ထုတ်ခဲ့တယ်။သမီးတော်တွေရဲ့အိတ်ခမ်းထဲကိုအဝင်မခံတော့တဲ့အထိန်တော်ကြီးကိုလည်းယာဒူးကနေဖြုတ်ပြက်လိုက်ပြန်တယ်။ Rasputin ဟာအဲ့လိုနဲ့သားတော်သမီးတော်တွေနဲ့ပြောမနာဆိုမနာမိတ်ဆွေအရင်လိုအမျိုးအရင်လိုမျိုးရင်းနှီးမှုမျိုးရလာအောင်လှုပ်လာနိုင်ခဲ့တယ်။အဲ့ဒီအချိန်ကရုရှားမှာသတင်းစာတွေကလည်းပေါ်နေပြီဖြစ်လို့သတင်းစာထဲမှာလည်း Rasputin ဟာသမီးတော်တွေရဲ့အိတ်ခမ်းထဲကိုဝင်ခွင့်ရတဲ့အကြောင်းကိုရေးသားလာခဲ့ကြတော့တယ်။အခုခေတ်အခေါ်မှာတော့ဖွားတယ်လို့ဆိုမှာပေါ့ဗျာ။ဘုရင်မိသားစုကတော့အဲ့ဓာတွေကိုအမှုမထားပဲလည်းနေလာခဲ့တယ်။ဘုရင်က Rasputin ကိုစိန့်ပီတာစပတ်မြို့မှာပဲအိမ်တအိမ်ဝယ်ပေးခဲ့တယ်။အဲ့ဒီအိမ်မှာသူ့နောက်လိုက်တွေနဲ့ပါတီပွဲတွေလုပ်တယ်။ Rasputin တီထွင်တဲ့ဘာသာရေးပါတီပွဲပေါ့ဗျာ။ပါတီပွဲမှာစားတောက်နေကြတော့Rasputin ကအမျိုးသမီးအုပ်တွေအလယ်မှာပထမတော့ဘာမှမပြောဘဲနဲ့လေထဲကိုပဲစိုက်ကြည့်နေမယ်။ပြီးရင်ပါဇက်ကပွားစီနဲ့မသေးမကွဲတစ်ခုခုရွတ်မယ်။သူ့ကိုယုံကြည်တဲ့အမျိုးသမီးတွေကလည်းသူဘာပြောနေလဲဆိုတာကိုသေချာကြားရဖို့အတွက်ပြောနေတဲ့စကားတွေကိုရက်ပြီးတော့နားထောင်ကြမယ်။အလူရက်နဲ့စာရွက်တွေကိုဆွဲထုတ်လိုက်ပြီးတော့ Rasputin ပြောတဲ့ဟာကိုချရေးလိုက်ကြမယ်။သူ့ရဲ့အဖြူမူတွေကထူးဆန်းနေပြီးတော့အမျိုးသမီးတွေကိုဆွဲဆောင်လာနိုင်ခဲ့တယ်။သူတို့က Rasputin ကိုခရစ်တော်နောက်ထပ်တစ်ခေါက်ပြန်လာပြီဆိုပြီးယုံခဲ့ကြတယ်။သူ့အိတ်ခမ်းထဲကိုသူခေါ်တဲ့အခါမှာဝင်သွားကြရပြီ။သူနဲ့အိတ်ပေးကြရတယ်။သူ့ရဲ့နောက်လိုက် Olga Lodina ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာချမ်းသာကြွယ်ဝတဲ့ယောက်ျားနဲ့သားတွေကိုဖြစ်ပြီးတော့သူ့အိမ်မှာပဲနေသူ့နောက်လိုက်လုပ်ပြီးတော့လိန်ဖြော်ပြမှုပေးနေခဲ့တယ်။ Olga Lodina ဟာတွေ့သမျှလူတိုင်းကို Rasputin ဟာဖျားသားတော်အေဂန်ဖြစ်တဲ့အကြောင်းကိုလိုက်လံပြောပြနေတတ်တယ်။ Rasputin ရဲ့အသားနဲ့ထိလိုက်တာနဲ့ဖုံးချက်ရည်တွေတိုးသွားမယ်။ Rasputin စီမှာခန္ဓာကိုယ်ဆက်ကပ်လိုက်တဲ့အမျိုးသမီးတွေဟာလည်းကောင်းကင်ဘုံကိုရောက်လိမ့်မယ်ဆိုပြီးတော့ဆွေတရားတွေဟောပေးတတ်တယ်။တခါမှာOlga Lodina ဟာ Rasputin ရဲ့လိန်အင်္ကာကိုကင်ထားပြီးတော့အရှင်ကခရစ်တော်ပါပဲကျွန်ုပ်ဟာအရှင်ရဲ့ဂျေးကျွန်ပါပဲဆိုပြီးပြောနေတာကိုမျက်မြင်တွေ့ခဲ့တဲ့သူတချို့လည်းရှိခဲ့တယ်လို့ဆိုကြတယ်ဗျ။နန်းသွင်းအတိုင်းဝိုင်းတိုင်းမှာလည်းဘုရင်နဲ့မိဖုရားကိုအပိုင်ကင်ထားနိုင်တဲ့ Rasputin အကြောင်းတီးတိုးတဖန်ပိုးပြောလာကြတယ်။တချို့ကလည်းယာဒူးအဆောင်ရောင်ရဖို့အတွက်နဲ့ Rasputin ကိုချီးကပ်လာခဲ့တယ်။သာသနာပိုင်ဂိုင်းအုပ်ကြီးဟာမိုဂျန်နဲ့လွတ်တော်အမတ်ကြီးပူရီကေးဘစ်တို့အဖွဲ့ကလည်းကိုမွေးတဲ့မြောက်ကိုပြန်ချောက်ဆိုသလို Rasputin ကိုထိန်းချုပ်ပြီးတော့နန်းတွင်းမှာဩဇာလွှမ်းမိုးမှုလုပ်ဖို့အကြံစီက
Rasputin ရဲ့အရိုင်းဆန်ပြီးထိန်းချုပ်လို့မရတဲ့ပုံစံကြောင့်ပျက်စီးသွားတော့တယ်ဘုရင်ဆွေတော်မျိုးတော်တွေကလည်းဘာမဟုတ်တဲ့တောသားအရိုင်းဆိုင်ကောင်ကနန်းတွင်ထဲမှာထင်ရဆိုင်နေတာကိုမနှိမ့်မြို့ကြတော့ဘူးဗျပလိတ်တွေက Rasputin ကိုတောက်လျှောက်ခြေရာခံလိုက်နေပြီးတော့ထောက်လှမ်းနေကြတော့တယ်အဲ့ဒီမှာပြည်တံစာတွေနဲ့နေတိုင်းနီးပါးပျော်ပါတတ်တဲ့ Rasputin အကြောင်းကိုပိုသိလာကြတယ်တခါမှ Rasputin ညဘက်ဟိုတယ်တစ်ခုမှာကားခုံတောက်စားမူးရစ်ရန်ကားနေတဲ့ပုံကိုဓာတ်ပုံရိုက်ခဲ့ကြပြီးပြည်ထဲရေးဒုဝန်ကြီးကဘရင်နဲ့မိဖုရားကြီးကိုတွက်ပြခဲ့ပြီးမဲ့လေမိဖုရားကြီးကဒါမြင့်မြတ်တဲ့သူတော်စင်ရဲ့တိတ်ခါကိုညှိုးနွမ်းအောင်ဓာတ်ပုံအတုလုံးရိုက်ပါတယ်ဆိုပြီးဓာတ်ပုံရိုက်တဲ့သူကိုပဲဖမ်းခိုင်းလိုက်တယ်တဖြည်းဖြည်းနဲ့သူ့ကိုဆန့်ကျင်တဲ့သူတွေများလာတဲ့အတွက်ကြောင့်မလို့ဘရင်နဲ့မိဖုရားကလည်းသူ့ကိုနန်းတွင်ထဲကိုလာခိုင်းဖို့မဖြစ်တော့ဘူးဆိုတာကိုရိပ်စားမိလာတယ်သူတို့က Rasputin နဲ့လည်းမတွေ့ဘဲနဲ့မနေနိုင်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့လူယုံတော်အန်နာဂူဘောဘာကိုနန်းအပြင်ဘက်မှာအိမ်တစ်လုံးဝယ်ထားပေးပြီးတော့အဲ့ဒီအိမ်မှာ Rasputin ကိုခေါ်တွေ့ကြတယ်ဗျ Rasputin ကဘရင်ကမျက်နှာသာပေးတာကိုအခွင့်ကောင်းယူပြီးတော့ယာဒူးနေရခန့်ထားရေးတွေမှာတဖြည်းဖြည်းနဲ့ဝင်ဆွတ်ဖက်လာတယ်ဘာသာရေးကိစ္စအနေနဲ့ခရိုင်ဂိုင်းအုပ်နေရာမှာစာမတက်ပေမတက်သူနဲ့ယဉ်နှီးတဲ့ဖာသာတယောက်ကိုနေရာရအောင်ဘရင်ကိုပြောပေးလိုက်လို့ဂိုင်းအုပ်ကြီးဟာမိုဂျန်နဲ့ဖုံးတော်ကြီးအီဒီယောဒေါတို့ကအမျက်ချောင်းချောင်းထွက်ခဲ့ကြတယ်တနေ့ညဘက် Rasputin တောက်စားပျော်ပါပြီအိမ်ကိုတယောက်တည်းလမ်းလျှောက်ပြန်လာမှာသူ့ကိုလှုပ်ကြံတဲ့တနက်ကိုင်9ယောက်နဲ့တွေ့ခဲ့တယ်သူကပြန်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တယ်သူနဲ့မတည့်တဲ့ဂိုင်းအုပ်ကြီးဟာမိုဂျန်ခိုင်းတာဖြစ်ရမယ်ဆိုပြီးဟာမိုဂျန်ကိုနေဘက်ကိုပို့ဖို့ဘရင်ကိုဂုံးထက်ချုံးလိုက်နိုင်ပြန်တယ်ဒီအတိုင်းဆိုရင်မကြည်နှက်တဲ့သူတယောက်ယောက်လက်ချက်နဲ့မကြခင်ကိစ္စချောသွားနိုင်တယ်ဆိုတာကို Rasputin ရိပ်မိလာပြီးတော့စိန့်ပီတာစပတ်မျိုးကနေထွက်လာပြီးတော့ပြည်ပကိုဖျားဘူးခရီးတွေသွားနေခဲ့တယ်ခရီးစဉ်တစ်လျှောက်မှာမိဖုရားနဲ့သူဟာစာတွေတောက်လျှောက်အပြန်လှန်ရေးသားပေးပို့နေခဲ့တယ် Rasputin ကိုဖျားလို့ကြည်ညိုနေတဲ့မိဖုရားကြီးဟာကပောက်တိကပောက်ချလက်ရည်နဲ့ဟိုချစ်တီချစ်ရေးထားတဲ့ Rasputin ရဲ့ဆုံးမစာလေးတွေကိုယတနာရွှေကျုပ်ထဲမှာထည့်ပြီးတော့အမျက်တနိုးတင်ထားခဲ့တယ်လို့ဆိုတယ်ဗျမကြခင်မှာပဲ Rasputin စိန့်ပီတာစပတ်မြို့ကိုပြန်လာခဲ့ပြန်တယ်ထိခိုက်ဒဏ်ရာတစ်ခုရနေလို့တေကောင်ပေါင်းလဲဖြစ်နေတဲ့မင်းသားလေးကိုသူဆေးထက်ကုပေးအပြီးမှာတော့ပြန်ကောင်းသွားပြန်တယ်ဗျသူမရှိရင်မင်းသားလေးတည်သွားမှာဘာညာဆိုပြီးဖိမ့်ဖိမ့်နဲ့ပြောလိုက်တော့ဘရင်မိသားစုနဲ့ပုံနီးဆက်လာပြီးတော့ပို့ပြီးတော့တကိုးထွားလာသေးတယ်နောက်ပိုင်းအစိုးရဌာနပိုင်းဆိုင်ရာတွေမှာသူ့လူတွေထည့်ခိုင်းလာတယ်ယာဒူးလိုချင်ရင် Rasputin စီသွားဆိုပြီးတော့ပြောစမှတ်ပြုကြရတယ်ဗျသူလိုရင်လိုသလိုမလိုရင်မလိုသလိုသူ့ကိုဂါတဲ့သူတွေဖားတဲ့သူတွေကိုယာဒူးတက်အောင်ပြောပြီးတော့သူကြည့်မရရင်သူ့ကိုဆန့်ကျင်ဘက်ပြောရင်ယာဒူးကနေဖြုတ်ခိုင်းတဲ့အထိဖြစ်လာတယ်ယာဒူးနေရာတွေကိုကင်ထားနိုင်တဲ့ Rasputin ကိုဘယ်သူမှမော်မကြည့်ရဲတော့တဲ့အထိဖြစ်လာတယ်သူ့အိမ်ဟာလည်းကတော်တွေတယုံယုံအလူအရက်ပြေးကပ်ပြေးဖားကြတဲ့သူတွေအများပြားနဲ့တော်တော်စီစီကားကားဖြစ်လာတယ် Rasputin ကသူ့လုံခြုံရေးအတွက်ဘရင်ကိုပြောပြီးတော့သူ့အိမ်အနီးတစ်ဝိုက်မှာလှိုးဝက်အဆောက်တစ်ဖွဲ့တစ်ခုထားခိုင်းလိုက်တယ်ဗျလှိုးဝက်တစ်ဖွဲ့ဟာသူဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာကိုတကောက်ကောက်လိုက်ပြီးတော့မှတ်တမ်းတွေရေးထားခဲ့တယ်နောက်ပိုင်းမှာအဲ့ဒီမှတ်တမ်းတွေကိုပြန်တွေ့ရတော့ Rasputin တယောက်ဘလောက်ထိတောင်မှအကျင့်စရိတ်ဖောက်ပြန်ခဲ့လဲဆိုတာသိလာကြရတယ်လင်ရုပ်ကြားယာဒူးကိစ္စတွေအတွက်လာတွေ့ခဲ့ကြတဲ့ကတော်တွေကိုငွေကိုလည်းယူလူကိုလည်းယူဆိုသလိုအမိကျအမိစားခေါင်းကျခေါင်းစားလိန်ကိစ္စအတွက်ရာသလောက်အမျက်ထုတ်ခဲ့တဲ့ထူးဆန်းတဲ့မှတ်တမ်းတွေအများကြီးကိုလှို့ဝက်တက်ဖွဲ့ကရေးမှတ်ထားခဲ့တယ်တခါတလေကြာရင်သူအပြဇက်မင်းသမီးတွေအပျော်မယ်တွေကိုခေါ်အိတ်တက်တယ်အယုတ်အလက်အမျက်မရွေးအလွှာပေါင်းစုံကအမျိုးသမီးတွေကိုကြောသားရင်သားမခွဲကြဘဲနဲ့ဆွဲစားတတ်တယ်ဗျသူ့တပည့်နောက်လိုက်မတွေနဲ့လည်းအရှက်မရှိဖြစ်ပြနေတာတွေကိုယူသူမရှက်မြင်သူရှက်ဆိုသလိုမမြင်ချင်မှအဆုံးဖြစ်နေခဲ့တယ်တညမိုးမလင်းတလင်းအချိန်မှာတော့ယောက်ျား2ယောက်က6လုံးပြူးကိုစီကင်ထားပြီးတော့ Rasputin ရဲ့အိမ်ကိုရောက်လာခဲ့တယ်
သူတို့မိန်းမတွေ Rasputin နဲ့လာအိတ်နေလို့စရင်ရှင်းမလို့ဆိုပြီးအိမ်ထဲအတင်းဝင်မလို့လုပ်တာကိုအဆောင်တပ်ဖွဲ့တွေကမနှဲချော့မော့ပြီးတားထားရတယ်အဆောင်တပ်ဖွဲ့တွေကနောက်ဖေးပေါက်ကနေဝင်ပြီးတော့အမျိုးသမီးတွေကိုနှိုးပြီးတော့လစ်ပြေးခိုင်းလိုက်ရသေးတယ်သူတို့ယောက်ျားတွေမိသွားရင်တော့ပြဿနာကတော့တက်တော့မှာ Rasputin စီလာကြတဲ့မိန်းမတွေအားလုံးကတော့သူ့ကိုလက်မခံကြပါဘူးဗျသူအတင်းမတော်တရော်လုပ်တဲ့အခါမှာတချို့လည်းလက်မခံဘဲနဲ့ဆဲဆိုကျိမ်းမောင်းပြီးတော့ပြန်ထွက်ပြေးကြလာကြတဲ့သူတွေလည်းရှိပါတယ်ဗျတချို့ကြတော့လည်းတရားလွန်လို့ပါသွားတယ်ပေါ့ဗျာလူတွေကလည်းခတ်တယ်ဗျဖွတ်ထွက်လို့မှတောင်ဖို့မှန်းမသိနာမည်ကြီးလာပြီဆိုတာနဲ့ဘာမှန်းမသိညာမှန်းမသိဝဝမြင်တိုင်းရွှေ့ထင်ပြီးတော့ကူးကွယ်ခြင်းကြတာဟုတ်ဗျအယုံလွယ်တတ်တဲ့သူတွေရဲ့အားနည်းချက်ကိုနင်းပြီးတော့လှုပ်ရှားခဲ့ကြတဲ့သူတွေကလည်းမြန်မာပြည်မှာတော့ခေတ်အဆက်ဆက်အများကြီးပဲရှိခဲ့တယ်ဗျအဲ့လိုလူမျိုးတွေအားလုံးထဲမှာတော့ Rasputin ကအဆိုးဆုံးအကြမ်းဆုံးလို့ပြောရမယ်ဗျအကြောက်လန့်မရှိဘူးအဆက်သိက္ခာမရှိဘူးကိုအထင်ကြီးဘဝင်တွေမြင့်နေပြီးတော့ဘဝင်ယူနေတယ်လို့တော့ဆိုရမယ်သူ့ကိုယ်သူဖျားသားတော်လို့ပြောတာလဲသူ့စိတ်ထဲမှာတကယ်ထင်နေလို့ပြောတာဖြစ်တော့တယ်ဗျသူများရောင်လို့လိုက်ရောင်အမောင်တောင်မှန်းမြောက်မှန်းမသိဆိုသလိုသူ့ကိုကိုးကွယ်ကြတဲ့သူတွေကလည်းတဏှာယူဘဝင်ယူကောင်ကြီးကိုကိုးကွယ်နေကြမှန်းတိကြလိုက်မယ်မထင်ဘူးဗျတချို့ကြတော့လည်းသိပေမဲ့လည်းပြန်မလန်နိုင်လို့အောက်သက်သက်နဲ့ခံလိုက်ရတဲ့သူတွေလည်းအများကြီးရှိနိုင်မယ်ထင်တယ်ဗျဘယင်မိသားစုအတော်မှာသူမသူဆိုပြီးတော့ကိုးကွယ်စည်းကပ်နေကြတာဟုတ်ဗျဒီလောက်နာမည်ကြီးလာမှတော့Rasputin ကလည်းထားစရာမရှိအောင်ကြွယ်ဝချမ်းသာလာပြီပေါ့ဗျာစီးစိမ်ဥစ္စာအများစုကတော့ကတော်တွေစီကနေပြီးတော့ရခဲ့တာဗျသူရွာကသူ့မိန်းမနဲ့ကလေးတွေကိုခေါ်ပြီးတော့အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့တတ်ထားပြီးတယ်သူ့မိန်းမကလည်းရွာသူဆိုတော့သူဒီလောက်ပေါက်တက်ကရတွေလုံနေတာကိုတစက်မှမညှို့ညင်ပဲနဲ့တက်နိုင်တဲ့လောက်မကောင်းတဲ့ပါရမီကြီးကိုဖြည့်ပေးနေခဲ့တယ်သူဟာသူ့တပည့်မတွေသူနဲ့အဆင်ပြေတဲ့ကားကြိတ်တဲ့မတွေအပျော်မဲတွေကိုလည်းရရောဆုချချီးမြှင့်တတ်တယ်သူဟာညဘက်ဆိုဟိုတယ်မှာတရုတ်ပြတ်အောင်တောက်စားမူးယူပြီးတော့ကနေတတ်တယ်အရက်လည်းတော်တော်တောက်နိုင်တယ်လို့အကလည်းတော်တော်ကနိုင်တယ်လို့ဆိုကြတယ်ဗျထွားချိုင်းလုံးနဲ့သူ့ခန္ဓာကိုယ်အတ္တဘောကြီးကိုတရွက်လေထဲမှာလွင့်နေသလိုမျိုးမရက်မနာကနိုင်တယ်လို့ဆိုကြတယ်ဗျအဲ့ဒီအချိန်ကကဘာမှာလည်းရုံနဲ့ပထမကဘာစစ်ပွဲကြီးဖြစ်လာတော့မယ်အခြေအနေမျိုးမြင်နေခဲ့ရတယ်1912ခုနှစ်ဥရောပအရှေ့ပိုင်းမှာအော်တိုမန်အင်ပါယာဒီနေ့ခေတ်တူရကီနဲ့ဘူဂေးရီးယားဆာဘီးယားရိုမေးနီးယားဂရိမွန်တီနီဂရိုတို့ရဲ့ဘော်ကန်နိုင်ငံအုပ်စုတွေနဲ့အကြီးအကျယ်ခြားကြတဲ့ပထမဘော်ကန်စစ်ပွဲကြီးဟာပထမကဘာစစ်မဖြစ်ခင်ရှေ့ပြေးအနေနဲ့အရင်ဖြစ်ခဲ့တယ်ဗျတစ်ချိန်ကဥရောပအရှေ့ချမ်းမှာတကူထွားခဲ့တဲ့အော်တိုမန်အင်ပါယာကြီးဟာအဲ့ဒီအချိန်မှာတော့အကြပိုင်းကိုရောက်နေပြီဗျပထမဘော်ကန်စစ်ပွဲမှာအော်တိုမန်အင်ပါယာစစ်ရှုံးသွားပြီးတော့ဘော်ကန်ဒေသကနယ်မြေတွေကိုလက်လွတ်ပေးခဲ့ရတယ်တစ်ဖက်မှာရုရှားကလည်းသူ့အပူနဲ့သူပဲဗျလူဒန်းစားမညီမျှမှုတွေကြောင့်မလို့အောက်ခြေအလုသမားလူဒန်းစားတွေကဆူဆူပူပူစဖြစ်လာနေကြပြီဗျအော်တိုမန်အင်ပါယာနဲ့အစင်လာပြိုင်ဘက်ဖြစ်ခဲ့တဲ့ရုရှားကိုလည်းစစ်ထဲမှာပါပေးဖို့ရုရှားမင်းမျိုးမင်းနွယ်တွေနဲ့လက်ထပ်ထားတဲ့မွန်တီနီဂရိုမင်းသမီးတွေကတဆင့်စီးယုံခဲ့ပြီးမဲ့လေရုရှားကတော့စစ်ထဲမှာမပါဖြစ်ခဲ့ဘူးဗျRasputinကရုရှားကိုစစ်ထဲမှာမပါအောင်ဘယင်ကိုအကြံပေးခဲ့တယ်လို့ပြောကြတယ်1973ခုနှစ်မှာတော့ဘော်ကန်နိုင်ငံတွေထဲမှာအဲ့ဒီအချိန်ကအင်အားအကြီးဆုံးဖြစ်တဲ့ဘူဂေးရီးယားကတစ်ဖက်ဆာဘီးယားခေါင်းဆောင်တဲ့ကျန်တဲ့ဘော်ကန်နိုင်ငံတွေကတစ်ဖက်နေမြေထက်လူကြပြန်တဲ့ဒုတိယဘော်ကန်စစ်ပွဲကြီးဖြစ်လာပြန်တယ်ဘူဂေးရီးယားစစ်ရှုံးသွားပြီးတော့ဘော်ကန်စစ်ပွဲနှစ်ခုလုံးမှာနိုင်လိုက်တဲ့ဆာဘီးယားနိုင်ငံကအင်အားကောင်းလာခဲ့တယ်ဒါပေမဲ့ကံကြမ္မာဆိုးဝင်ကျင်တော့1914ခုနှစ်ဇွန်လ18ရက်နေ့မှာဆာဘီးယားအစွန်းရောက်မျိုးချစ်တယောက်ကဆာရာရေဘိုမြို့မှာအော်စတီးယားအင်ရှင်းမင်းသားဖာဒီနန်တို့ဇနီးမောင်နှံကိုလှုပ်ကြံပစ်လိုက်တယ်လူမျိုးပေါင်းစုံကိုတဖြည်းဖြည်းဆွဲစားပြီးတိဆောက်လာခဲ့တဲ့အေယာမအော်စတီးယားဟန်ဂေရီအင်ပါယာကြီးဟာဆာဘီးယားကိုလက်စားချေဖို့အကြောင်းပြချက်နဲ့စစ်ပန်းနေတဲ့ဘော်ကန်ဒေသကြီးကိုထုံးစံအတိုင်းဆွဲစားပစ်တော့မယ်ဆိုတာကိုရိပ်မိလိုက်တဲ့ရုရှားကလည်း
ဆာဘီးယားနဲ့မွန်တီနီဂရိုတို့ကိုကာကွယ်ဖို့စစ်ထဲကိုပါလာရတယ်မင်းဝင်ရင်အကုန်ဝင်မယ်ကွာဆိုပြီးရုရှားနဲ့မဟာမိတ်စာချုပ်ချုပ်ထားတဲ့ဗြိတိရှနဲ့ပြင်သစ်တို့ကတစ်ဖက်ဩစတြီးယားနဲ့ဘာသာစကားတူတဲ့မဟာမိတ်ဂျာမနီကတစ်ဖက်ဝင်ချလာပြီးတော့ပထမကမ္ဘာစစ်ကြီးဖြစ်လာတော့တယ်ရက်စပူတင်ကဘရင်ကိုပထမကမ္ဘာစစ်ထဲကိုမပါဖို့နားချခဲ့သေးတယ်လို့ဆိုတယ်ဗျစစ်ထဲဝင်ရင်ရုရှားအင်ပါယာကြီးပြတ်သုံးလိုက်မယ်ဆိုပြီးတော့ချင်းချောက်နမိတ်ဖတ်ခဲ့သေးတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့မရတော့ဘူးဗျပြည်သူတွေရဲ့တောင်းဆိုမှုကိုမလွန်ဆန်နိုင်တဲ့ဘရင်ကလည်းအရင်လိုတွေ့ဝင်နေလို့မရတော့ဘဲနဲ့စစ်ထဲကိုဝင်လာခဲ့ရတယ်အဲ့လိုရုပ်ဖြစ်နေတဲ့အချိန်မှာရက်စပူတင်ကဓားထိုးခံရလို့ဆေးရုံရောက်နေခဲ့တယ်ဗျဖြစ်ပုံကတော့ဒီလို1914ဇွန်လမှာစိုက်ဘေးရီးယားကသူ့ဇာတိရွာလေးကိုခဏပြန်လာတာမှာတရက်မနက်အစောကြီးသူ့အိမ်အပြင်ဘက်ထွက်လာတော့ဂူဆဲဘာဆိုတဲ့ပြည်တံစာမလေးတယောက်နဲ့တွေ့တယ်ပြည်တံစာမလေးကသူ့ကိုနှုတ်ဆက်ပြီးတော့အဆောင်တစ်ခုခုပေးဖို့တောင်းလို့သူ့အိတ်ကက်ထဲမှာလိုက်ရှာနေတော့မှသူ့ဘိုက်ကိုဓားနဲ့နှစ်ချက်ဆင့်ထိုးမွေပစ်လိုက်ပြီးတော့ထွက်ပြေးသွားတယ်ရက်စပူတင်ဘိုက်ထဲကဥရီတောင်မှထွက်ချလာသေးတယ်လို့ပြောကြတယ်ရက်စပူတင်လဲကျသွားပြီးတော့ဆေးရုံကိုသေလူမျောပါရောက်သွားတယ်3ရက်လောက်မေ့မျောနေပြီးတော့ကံကောင်းလို့မသေးခဲ့ပေမဲ့ဆေးရုံမှာတော်တော်ကြာကုလိုက်ရတယ်ဗျရက်စပူတင်ကိုငကိုတဲကမကျေနပ်တဲ့ဖုန်းတော်ကြီးဖာသာအီလီယောဒါကဂူဆဲဘားကိုငွေပေးပြီးရှင်းပြဖို့ခိုင်းခဲ့တာဗျရက်စပူတင်နေပြန်ကောင်းလာတဲ့အချိန်မှာပို့ပြီးတော့တောင်တကိုးထွားလာသေးတယ်ဇာဘရင်ဟာစစ်ပွဲတွေကိုကိုယ်တိုင်ကြီးကြပ်ကွက်ခဲ့ဖို့ရှေ့တန်းကိုရောက်နေတဲ့အချိန်ဖြစ်လို့နန်းတော်ထဲမှာမိဖုရားကြီးကပဲအစအရာရာစီမံနေရတယ်မိဖုရားကြီးကရက်စပူတင်ကိုနန်းတော်ထဲကိုဖိတ်ခေါ်ပြီးစစ်ပွဲအတွက်ဆုတောင်းတာတွေလုပ်ပေးဖို့ခိုင်းတော်တယ်တစ်ဖက်မှာလည်းရုရှားစစ်တပ်ဟာဥရောပရဲ့အကောင်းဆုံးကြီးတပ်ဖြစ်တဲ့ဂျာမနီနဲ့စစ်မြေပြင်မှာရင်ဆိုင်နေရတာအရှုံးပွဲတွေကြီးပဲဆက်နေခဲ့တယ်ဘရင်နန်းတော်မှာမရှိတော့မိဖုရားကြီးကရက်စပူတင်ကိုပဲအားကိုးပြီးတော့အစအရာရာတိုင်ပင်ခဲ့တယ်ရက်စပူတင်ရဲ့အကြံပြုချက်နဲ့စစ်ပွဲကာလ2နှစ်အတွင်းမှာဝန်ကြီးချုပ်4ယောက်စစ်ပွဲရေးရာဝန်ကြီး4ယောက်ပြည်ထရေးဝန်ကြီး6ယောက်ကိုအပြောင်းလဲလုပ်ခဲ့တယ်ရုရှားအင်ပါယာရဲ့အာဏာအကုန်လုံးဟာရက်စပူတင်ရဲ့လက်ထဲမှာရှိတယ်လို့တောင်ပြောလို့ရနိုင်ပြီဗျရက်စပူတင်တင်တဲ့လူတွေအကုန်လုံးနှီးပါကလည်းအရေးချင်းမရှိတဲ့ကြောင်တွေကြီးပဲဗျဒီလိုဆိုရင်မဖြစ်တော့ဘူးရက်စပူတင်ကြောင့်ဇာဘရင်မျိုးနွယ်တိတ်ခါလဲကြာရပေါင်းများနေပြီဇာဘရင်မျိုးဆက်ဆက်ပြီးတည်တံ့အောင်သူ့ကိုလှုပ်ကြံမှရတော့မယ်ဆိုပြီးမင်းမျိုးမင်းနွယ်တွေကစဉ်းစားလာကြတယ်အဲ့ဒီထဲမှာအတက်ကြွဆုံးကတော့ရုရှားမင်းသားတစ်ပါးဖြစ်တဲ့ဖိလစ်ယူဆူပေါ့ပဲဗျယူဆူပေါ့ဟာမျိုးရိုးစင်ဆက်တော်တော်လေးချမ်းသာတဲ့မိသားစုကလာခဲ့တယ်ဗျနန်းတော်လိုအိမ်တွေကြီးပဲ၄လုံးလောက်ရှိတယ်ကျင်ရတော်အနေနဲ့လည်းဘရင်တူမတော်ဖြစ်တဲ့မင်းသမီးအိုင်ရီနာနဲ့လက်ထပ်ထားတယ်ဗျအဲ့ဒီအချိန်ကဥရောပမှာအရှိတိုင်းကဘရင်တွေလိုမျိုးမိဖုရားတွေအများကြီးမထားရဘဲနဲ့တလင်တမယားစနစ်ပဲကျင့်သုံးကြတော့ဘရင်စီမှာလည်းသားတော်သမီးတော်တွေရောရှိပေမဲ့တူမအရင်ဆိုလို့မင်းသမီးအိုင်ရီနာတယောက်ပဲရှိတယ်ဗျမြန်မာဘရင်တွေမှာလိုမျိုးအများကြီးမရှိဘူးယူဆူပေါ့ရဲ့ကျင်ရတော်မင်းသမီးအိုင်ရီနာဟာအဲ့ဒီအချိန်ကရုရှားတပြည်လုံးမှာအချောဆုံးအလှဆုံးဆိုပြီးတော့ဂုဏ်သတင်းကြီးတယ်ဗျအုပ်စပေါ်ရုပ်ချောတဲ့အပြင်ကျင်ရတော်အချောအလှလေးလည်းရထားတော့မင်းသားယူဆူပေါ့ဟာရုရှားမှာလူတိုင်းကအားကြရတဲ့သူပေါ့ဗျာယူဆူပေါ့ချောပုံကလည်းမိမချောတယ်လို့တော့ပြောရမယ်ဗျအခုခေတ်အခေါ်တော့အစင်လေးပေါ့ဗျာအဲ့ဒီအချိန်မှာသူကအင်္ဂလန်ကအောက်စဖို့မှာကျောင်းတက်လာပြီးတော့စစ်ထဲဝင်ဖို့အတွန်းနဲ့ရုရှားမှာဗိုလ်လောင်းတင်တန်းပြန်တက်နေတယ်ဗျတစ်ဖက်မှာလည်းဂျာမနီနဲ့သီးခြားစစ်ပြေငိမ့်လိုက်ဖို့အတွက်လှုပ်ဝက်ဆွေးနွေးဖို့ရက်စပူတင်ကတိုက်တွန်းတယ်ဆိုတဲ့သတင်းထွက်လာတော့စစ်အနိုင်တိုက်ရေးအတွက်အားတန်တဲ့မင်းမျိုးမင်းနွယ်မျိုးချစ်အဖွဲ့ကတော်တော်လေးဒေါသထွက်လာကြတယ်နိုင်ငံရေးနားမလဲပဲပောက်ကရတွေရှောက်မှွေနေတဲ့ရက်စပူတင်ကိုရှင်းပြမှရမယ်လို့ယူဆလာကြတယ်ရက်စပူတင်ကိုဂျာမန်တရှိုလို့လည်းထင်လာကြတယ်ရက်စပူတင်ကိုအမုန်းကြီးမုန်းနေတဲ့ယူဆူပေါ့ဟာလည်းရက်စပူတင်ကိုစန့်ကျင်တဲ့သူတွေကိုလှုပ်ကြံမဲ့အကြောင်းအရေးအမွတ်တိုင်ပင်ထုတ်ပြောမိတဲ့အခါမှာတော့ဟိုလိုဒီလိုနဲ့အကုန်လုံးရှောင်ထွက်သွားကြတာကိုတွေ့ရတယ်နောက်ဆုံးမှာတော့
ဇာဘရင်ရဲ့ဝန်းကွဲညီအကိုဖြစ်တဲ့မြို့စားမင်းသားကြီးဒီမီထရီပဗလိုဗစ်ချ်ရဲ့စစ်ပွဲမှာဒဏ်ရာရလို့နောက်တန်းခဏပြန်ရောက်နေတဲ့တပ်ရင်းမှူးစုကိုတင်ရဲ့နှစ်ယောက်ကပဲလောက်ကျန်ပွဲမှာပါဖို့သဘောတူကြတယ်ယူဆူပေါ့ကရက်စပူတင်ကိုလောက်ကျန်ဖို့ဆိုရင်အရင်တုန်းကလောက်ကျန်ကြတဲ့သူတွေလိုမျိုးလူမြင်ကွင်းဖြစ်တဲ့လမ်းပေါ်မှာဒါမှမဟုတ်သူ့အိမ်ထဲမှာသွားပြီးလောက်ကျန်တာထက်စာရင်ကိုယ့်အိမ်ထဲကိုအယုံသွင်းခေါ်လာပြီးလောက်ကျန်တာကမှပိုအဆင်ပြေလိမ့်မယ်လို့စဉ်းစားမိလာတယ်ဗျယူဆူပေါ့ဟာရက်စပူတင်စီကိုဝင်ထွက်သွားလာဘူးတဲ့သူ့တငယ်ချင်းမာရီယာကိုတွတ်တွေ့ပြီးတော့ရက်စပူတင်နဲ့မိတ်ဆက်ပေးဖို့ပြောတော့တယ်ဒီနေ့ယူဆူပေါ့နဲ့ရက်စပူတင်မာရီယာအိမ်မှာတွေ့ကြပြီးတော့အတိအကျွမ်းဖြစ်သွားကြတယ်ရက်စပူတင်ကလည်းအုပ်စဘောရုပ်ချောမင်းသားလေးတောင်မှငါ့ကိုကြည်ညိုလာတော့မယ်ဆိုပြီးဂုဏ်ယူနေတယ်ဗျဒီနေ့မှာတော့ယူဆူပေါ့ဟာသူကမိန်းမရှာစိတ်တွေဝင်နေတတ်လို့မိန်းမနဲ့အိမ်တော်ကြီးအဆင်မပြေဖြစ်နေရတဲ့ကြောင့်သူ့ကိုယောက်ျားစိတ်တွေပြန်ပေါက်လာအောင်စေးကုသပေးဖို့ရက်စပူတင်ကိုအယုံသွင်းပြီးတော့လှုပ်ဆက်ပြောတော့တယ်ရက်စပူတင်စီကိုသူစိတ်လာကုသခံတဲ့အကြောင်းကိုလည်းသူ့ဂုံသိက္ခာအတွက်နဲ့ဘသူ့ကိုမှမပြောဘူးလှိတ်ထားလိုက်တယ်ယူဆူပေါ့ရဲ့မှတ်တမ်းထဲမှာတော့ရက်စပူတင်ဟာစိတ်ညှို့အတက်ကိုအတော်လေးကျွမ်းကျင်ပိုင်နိုင်တယ်လို့ရေးထားတယ်ဗျကျွန်တော်ကတော့သိမယုံပါဘူးဗျဒီနေ့ယူဆူပေါ့ဟာစေးကုသမှုခံဖို့ရက်စပူတင်အိမ်ကိုရောက်သွားတယ်ရက်စပူတင်ရဲ့အိတ်ခမ်းထဲမှာစိတ်ညှို့ပြီးတော့စေးကုပေးခဲ့တယ်သူ့ရဲ့စိတ်ညှို့အားကတော်တော်ပြင်းထန်တယ်ကျွန်တော်မနှဲကြီးစိတ်တင်းထားရတယ်စိတ်တင်းထားတဲ့အထဲကတတိတစ်ချက်လွတ်သွားတယ်ဆိုပြီးတော့ယူဆူပေါ့ကရေးထားခဲ့တယ်ဗျယူဆူပေါ့ကသူစိတ်လွတ်သွားတဲ့အချိန်မှာလုံးကြံမဲ့အစီအစဉ်ကိုပြောပြသွားမှာကိုပဲစိတ်ပူနေခဲ့တယ်စေးကုပေးပြီးမှတော့သူတို့နှစ်ယောက်ဝိုင်တောက်ကြတယ်ယူဆူပေါ့ကတောက်ကျင်အောင်ဆောင်ပြီးတော့ပန်းအိုးထဲမှာတွားသွန်ပစ်တယ်အရက်မူးတော့ကျွဲခိုးပေါ်ဆိုသလိုမူးလာတဲ့ရက်စပူတင်ရဲ့ပါဇက်တွေကဘဝင်မြင့်စကားတွေအယုဒ္ဓအနတ္တတွေထွက်လာတယ်သူကဘယ်မိန်းမမှမရှောင်တဲ့အကြောင်းသူနဲ့တွေ့ရင်မိန်းမတွေအကုန်လုံးအရေးပျော်သွားရကြောင်းသူကနန်းတွင်းထဲမှာလည်းဘယ်လိုမျိုးဩဇာရှိကြောင်းဘယ်လိုမျိုးတောင်းချခဲ့တဲ့အကြောင်းနိုင်ငံရေးနဲ့စစ်ရေးစစ်ရမှာလဲသူဘယ်လိုတတ်တိနားလေတဲ့အကြောင်းတွေကိုခက်ကြွားကြွားလေးကိုရည်သွေးပြီးပြောနေခဲ့တယ်ဒါနဲ့မင်းသားရဲ့ဇနီးကအရန်ချောမောလှပတယ်လို့သတင်းကြားတယ်ကျုံနဲ့တခါလောက်မိတ်ဆက်ပေးအောင်တော့ဆိုပြီးပြောလိုက်ပြန်တယ်ယူဆူပေါ့ဟာချက်ချင်းပဲလပင်းထားညက်ပြစ်ချင်လောက်အောင်ဒေါသထွက်သွားပြီမဲ့လေအချိန်မတန်သေးပါဘူးဆိုပြီးဒေါသတွေကိုမျိုးချပြီးတော့အိမ်ပြန်လာခဲ့တယ်ရက်စပူတင်နဲ့မတည့်တဲ့နေရာမှာလွတ်တော်အမတ်ဟောင်းပူရီကေဗစ်ကလည်းနာမည်ကြီးတယ်ဗျစစ်အတွင်းမှာတော့ပူရီကေဗစ်ကကြက်ချီနီအဖွဲ့ကိုဦးဆောင်ပြီးပရာဟိတစေကုသမှုလုပ်ငန်းတွေလုပ်နေတယ်ရထားတွဲဟောင်းတွေနဲ့စောက်ထားတဲ့ကိုပိုင်ဆေးရုံတစ်ခုကိုဖွင့်ထားတယ်ယူဆူပေါ့ဟာပူရီကေဗစ်ကိုရထားတွဲရုံးခန်းမှာတွတွေ့ခဲ့ပြီးတော့သူ့ရဲ့အစီအစဉ်ကိုအရေးအမွတ်ပြောပြလိုက်တယ်ပူရီကေဗစ်ကလည်းစင်းအောင်မစင်းစားတော့ဘဲနဲ့သဘောတူခဲ့တယ်တကယ်လှုပ်ဖြစ်ခဲ့ရင်သူကူညီပါမယ်ဆိုပြီးပြောခဲ့တယ်ဒါပေမဲ့လွယ်ပါမလားသူ့ဘေးမှာကအချွေရံတွေအဆောင်ချက်တွေအများကြီးနဲ့လှုပ်လို့ဖြစ်နိုင်ပါမလားဆိုပြီးမေးတယ်ယူဆူပေါ့ကလည်းကျွန်တော်သူ့စီဝင်လုံးပြီးတော့အယုံသွင်းထားပါပြီဆိုပြီးရှင်းပြလိုက်တယ်အဲ့လိုနဲ့အဲ့ဒီနေ့ညနေ9 နာရီမှာပဲလှုပ်ကြံမဲ့အစီအစဉ်မှာပါဝင်ကြမဲ့သူ4 ယောက်ဖြစ်တဲ့မင်းသားယူဆူပေါ့ရဲ့မြို့စားမင်းသားကြီးဒီမီထရီရဲ့တက်ရင်မှုစုကိုတင်တဲ့လွတ်တော်အမတ်ဟောင်းပူရစ်ကေဗစ်တို့လှုပ်ဝက်တွေ့ဆုံကြပြီးတော့လှုပ်ကြံမဲ့အစီအစဉ်အသေးစိတ်ကိုတယောက်တစ်မျိုးချပြဆွေးနွေးငင်းခုန်ကြတော့တယ်ပူရစ်ကေဗစ်ကဓားရီတနက်တွေနဲ့လှုပ်ကြံတာထက်စာရင်အစိတ်ခတ်တက်တာကပို့ပြီးတော့ကောင်းနိုင်မှန်ဆိုပြီးပြောတယ်အစိတ်ခတ်တာကတော့ဟုတ်ပါပြီအစိတ်ကဘယ်ကနေရမလဲဆိုပြီးမေးတော့အစိတ်အတွက်ကကျုပ်တောင်ဝန်ထားပါဆိုပြီးဖြေလိုက်တယ်ဒီအဖွဲ့ထဲမှာကျုပ်မိတ်ဆွေပိုလန်ဆရာဝန်ဒေါက်တာလာဇိုးဘက်ကိုလည်းထည့်ပေးပါသူကစိတ်ချရတယ်သူကဆာယာနိုင်ဆိုတဲ့အစိတ်ကိုရှာပေးနိုင်လိမ့်မယ်ဆိုပြီးပြောလိုက်တယ်အစိတ်ခတ်တာကတော့ဟုတ်ပါပြီဘယ်လိုမျိုးလောက်ကြမှာလဲဆိုတော့ယူဆူပေါ့ကသူ့ကိုကျွန်တော်အိမ်ကိုပဲအယုံသွင်းခေါ်ပြီးတော့အိမ်ထဲမှာပဲအစိတ်ခတ်လိုက်မယ်ကျွန်တော်အိမ်မှာကအခုကျွန်တော်မိဘတွေနဲ့ဇနီးကလည်းခရိုင်းမီယာကိုတွားလှည့်နေကြတယ်ဘယ်သူမှမရှိဘူးဆိုပြီးပြောလိုက်တယ်အကြံစီကိုတိုင်ပင်လိုက်ကြပြီးတော့အားလုံးလည်းသဘောတူလိုက်ကြတော့တယ်
တနေ့မာရီယာတို့အိမ်မှာယူဆုပေါနဲ့ရက်စပူတင်တို့တွေ့ကြပြန်တယ်မာရီယာတို့မိသားစုကတော့ယူဆုပေါနဲ့ရက်စပူတင်ခင်မင်ရင်းနှီးနေတာတွေ့တော့အံ့ဩနေကြတယ်ဖုံးလာလို့မာရီယာတို့သားအမိဖုံးသွားဖြေနေတော့မှအခွင့်အရေးရတော့ယူဆုပေါကရက်စပူတင်ကိုသူ့အိမ်အလဲလာဖို့အတွက်ဖိတ်လိုက်တယ်ရက်စပူတင်ကလည်းလာမှာပေါ့ကျုပ်ကလည်းမင်းသားဖိတ်မှာကိုစောင့်နေတာအိမ်ရောက်ရင်မင်းသားဇနီးနဲ့မိတ်ဆက်ပေးတော့ဆိုပြီးပြောတယ်ယူဆုပေါကလည်းရတာပေါ့ခင်ဗျာညာဘက်အစီကံတွေအိပ်ရဝင်မဲ့အချိန်ရောက်တော့မှလာခဲ့လေအေးအေးဆေးဆေးလွတ်လွတ်လပ်လပ်စကားပြောလို့ရတာပေါ့ကျွန်တော်အစင်သင့်ဖြစ်တဲ့နေ့ဆရာကြီးကိုဖိတ်ပါမယ်ဟာဖိတ်ရုပ်တင်ဘယ်ကမလဲမင်းသားကိုယ်တိုင်ကားနဲ့လာကြုံတော့ဟုတ်ကဲ့လာကြုံရမှာပေါ့ဆိုပြီးတော့နှစ်ယောက်သားချိန်လိုက်ကြတယ်ယူဆုပေါအိမ်ပြန်ရောက်တာနဲ့အဖွဲ့သားတွေကိုခေါ်ပြီးတော့ခေါင်းချင်းဆိုင်တိုင်ပင်ကြတော့တယ်ရက်စပူတင်ကိုအိမ်ကိုခေါ်မဲ့နေ့ကိုနောက်2ရက်အကြာဒီဇင်ဘာ16ရက်နေ့ကိုရွေးလိုက်ကြတယ်အဲ့ဒီ2ရက်အတွင်းမှာယူဆုပေါကသူ့လူယုံတွေကိုဝိုင်တစ်တာတွေထားတဲ့မြေအောက်ခန်းကိုပါတီလုပ်တဲ့အခန်းလိုမျိုးပြင်ဆင်ထားခိုင်းလိုက်တယ်ဈေးကြီးတဲ့ပရိဘောကအသုံးဆောင်ပစ္စည်းတွေဝေဝေဆဆာနဲ့ထားခိုင်းလိုက်တယ်15ရက်နေ့နေ့လယ်မှာတော့ယူဆုပေါကဖုံးဆက်ပြီးတော့ဆရာကြီးခင်ဗျာ16ရက်နေ့ညသကောင်ကြရင်ကျွန်တော်အိမ်ကိုကြွပေးနိုင်မလားကျွန်တော်ဇနီးကလည်းနည်းနည်းနေမကောင်းဘူးဆိုလို့ပြကျင်တယ်ဆိုလို့ပါကျွန်တော်ကိုယ်တိုင်ကားနဲ့လာကြိုပါမယ်ဆိုပြီးဖိတ်လိုက်တော့တယ်16ရက်နေ့မနက်မှာမိဖုရားကြီးရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ရူဘောမာမင်းသမီးကမိဖုရားကြီးလက်ဆောင်ပေးလိုက်တဲ့ပကြီကားကိုလာပေးရင်းနဲ့ရက်စပူတင်ညကြရင်ယူဆုပေါမင်းသားအိမ်ကိုတွားလှည့်မဲ့အကြောင်းကိုစကားဆက်မိရင်းနဲ့ပြောပြသွားတယ်ရူဘောမာကနေဘက်မဖိတ်ပဲညကြမှဖိတ်တာတမျိုးကြီးပဲမသွားပါနဲ့လားလို့တားပေမဲ့စိန့်ပီတာစပတ်မြို့မှာအလှဆုံးဆိုတဲ့ယူဆုပေါရဲ့ကျင်ရတော်နဲ့တွေ့ရဖို့စိတ်ကူးတွေအရင်ကြီးရင်နေတဲ့ရက်စပူတင်ကိုတားလို့မရတော့ဘူးအဝတ်စားအသစ်တွေနဲ့ရှိုးထုတ်ထားပြီးတော့ရှူးဖက်နှက်ကြီးစီးထားတဲ့ရက်စပူတင်စီကိုသူအဲ့ဒီယာရူးနေရာမှာတင်ထားပြီးတဲ့ပြည်ထဲကြီးအမတ်ပူပေါ့ရောက်လာပြီးတော့ဆရာကြီးဒီတရက်2ရက်ဘယ်မှအပြင်မသွားပါနဲ့ဆရာကြီးကိုလှုပ်ကြံမှုကြံနေကြတယ်ဆိုပြီးသတင်းရထားတယ်လို့ရေးကြီးတုတ်ပြနဲ့ပြောတော့တယ်သူ့ကိုယ်သူဘဝင်မြင့်ပြီးတော့ငါးစာကိုပဲမြင်ငမားချိတ်ကိုမမြင်နဲ့ရက်စပူတင်ကငါကဖျားလူပါငါ့ကိုဘယ်သူမှလှုပ်ကြံလို့မရပါဘူးစိတ်မပူပါနဲ့ဆိုပြီးနှစ်သိမ့်လိုက်တယ်ရက်စပူတင်ကကားလာခေါ်တာကိုစောင့်နေရင်းနဲ့အဝတ်စားအသစ်တွေဝတ်ရင်းနဲ့ပဲကတင်ပေါ်လှဲအိတ်နေလိုက်တယ်အဲ့ဒီနေ့ည9နာရီမှာမင်းသားယူဆုပေါရဲ့နန်းတော်စီကိုကြံရပါအဖွဲ့တွေရောက်လာပြီးတော့မြေတိုက်ခန်းထဲကိုဆင်းကြည့်ပြီးတော့ပြင်ဆင်ထားတဲ့အချိန်တွေကိုစစ်ဆေးကြည့်ကြတယ်နောက်တော့ဒေါက်တာလာဆိုဘက်ကအစိတ်သစ်သားကိုဇပွဲပေါ်ကိုတင်လိုက်တယ်ယူဆုပေါကချောကလက်မုတ်3ခုနဲ့သီးစုံကိတ်3ခုကိုရွေးပေးလိုက်တယ်လာဆိုဘက်ကလက်အိတ်ဆွတ်ပြီးတော့မုတ်တွေရဲ့အပေါ်ရန်လွှာကိုခွာပြီးတော့အထဲမှာအစိတ်မုတ်တွေဖြူးထားလိုက်တယ်ပြီးတော့မှအပေါ်ရန်လွှာကိုပြန်အုပ်ထားလိုက်တယ်မုတ်တွေမစားဖြစ်မှာဆိုလို့အရက်ခွက်ထဲမှာလည်းအစိတ်မှုတ်တွေဖြူးထားကြတယ်ဒေါက်တာလာဆိုဘကအခုထည့်ထားတဲ့အစိတ်ပမာဏဟာစင်တကောင်ကိုတောင်မှသေစေနိုင်အောင်လောက်တယ်ဆိုပြီးပြောတယ်ဗျသူတို့အစီအစဉ်အရာယူဆုပေါကရက်စပူတင်ကိုမြေအောက်ခန်းထဲမှာတယောက်တည်းဧခံပြီးတော့အစိတ်ပါတဲ့စားစရာတွေကိုကျွေးမယ်အိမ်အပေါ်ထက်မှာတော့ကျန်တဲ့သူ4ယောက်ကတခုခုလိုအပ်လာရင်ကူညီပေးဖို့အတွက်ခက်မြူးမြူးဓာတ်ပြားသချင်းတွေကိုဖွင့်ထားရင်လည်းစောင့်နေပေးမယ်ဆိုပြီးတော့လှုပ်ထားတယ်အစီအစဉ်အတိုင်းပဲအချိန်ရောက်လာတော့ဒေါက်တာလာဆိုဘက်ကဒရိုင်ဘာအဝတ်စားကိုလဲဝတ်လိုက်တယ်ယူဆုပေါနဲ့လာဆိုဘက်ရက်စပူတင်ကိုသွားခေါ်ကြတယ်ရက်စပူတင်ကြီးကစားရကန်ကြုံလို့မုတ်စိတ်ပြားဆွဲပြီးကံကောင်းရင်လင်ရောမယားရော2ယောက်လုံးစားရနိုင်တယ်ဆိုပြီးဘယ်သူမှမသိအောင်နောက်ဖေးပေါက်ကနေဝန်းသာအားရထွက်လိုက်လာခဲ့တော့တယ်ရက်စပူတင်ရောက်လာတော့စာကြည့်ဆောင်ကနေမီးထွန်းထားပြီးတော့အမေရိကန်ဂီတသချင်းသံတွေကိုကြားနေရတယ်ယူဆုပေါကတော့ရက်စပူတင်ကိုမြေအောက်ခန်းထဲကိုတန်းခေါ်သွားတယ်ရက်စပူတင်ကအပေါ်မှာပါတီပေးနေကြတာလားလို့မေးတော့ယူဆုပေါကကျွန်တော်ဇနီးသူ့အမျိုးတွေလားလို့ဧခံနေတာပါသူ့အမျိုးတွေခဏနေပြန်သွားပြီးရင်အောက်ထပ်ကိုဆင်းလာပါလိမ့်မယ်ဆိုပြီးပြောလိုက်တယ်အလာဘာတာလာဘာပြောနေကြရင်လည်းယူဆုပေါကဒီလူကြီးကိုဘယ်လိုမျိုးအရက်တွေတိုက်ပြီးမုတ်ကျွေးရမလဲပဲစဉ်းစားနေတယ်တအောင်အကြမှာလက်ဖက်ရည်တောက်ချင်တယ်လို့ပြောလို့မုတ်ထိုးကျွေးရင်းနဲ့ရက်စပူတင်ကအစိမ့်မုတ်3ခုကုန်အောင်စားပစ်လိုက်တယ်
ငါတောက်ရင်သူလည်းအရက်လိုက်တောက်မှာပါပဲဆိုပြီးတွေးပြီးတော့ခွက်ထဲကိုဝိုင်းအရက်တချို့ငှဲ့ထည့်ပြီးတော့တောက်ပြလိုက်တယ်Rasputin ကသူမြည်ကြည့်မယ်ဆိုလို့အစိတ်မပါတဲ့သူ့ခွက်ကိုမှားပြီးတော့ပေးလိုက်မိသေးတယ်Rasputin ကဒီအရက်မကြိုက်ဘူးကျုပ်ကမာဒီယာအရက်မှကြိုက်တာဆိုပြီးတော့သူ့ရှေ့ကအစိတ်လူးထားတဲ့ခွက်ထဲကိုမာဒီယာအရက်တွေငှဲ့ထက်ပြီးတော့တကြိုက်ပြီးတကြိုက်တောက်နေတယ်ယူဆိုပေါကမကောင်းဆိုးဝါးကြီးဘတော့လဲသိမလဲပဲထိုင်ဆောက်နေတယ်တော်တော်ကြာတဲ့အထိဘာမှထူးထူးခြားခြားမဖြစ်လာပဲနဲ့နောက်မှလေချောင်းတွေကတစ်ဆုတ်ဖြစ်နေတယ်ငါရေတောက်ချင်တယ်ဆိုပြီးပြောလာတယ်ယူဆိုပေါကိုလည်းဂီတာတီးပြီးတော့တချင်းဆိုပြပါလားဆိုပြီးခိုင်းတယ်အစိတ်တွေအာနိသင်ပြလာမယ့်အချိန်ကိုစောင့်နေတဲ့ယူဆိုပေါကလည်းဂီတာတီးပြီးတော့ဂျေပစီတချင်းတွေကိုတပုတ်ပြီးတပုတ်ဆိုပြနေတယ်အဲ့လိုနဲ့ည2 နာရီခွဲသွားပြီငနေသားကြီးကမတည်သေးဘူးဗျဒီလောက်အစိတ်တွေစားထားတာတော့မှမတည်နိုင်သေးတာဒီကောင်ကြီးလူရောဟုတ်ရဲ့လားဆိုပြီးတော့တွေးပြီးတော့ယူဆူပေါကလည်းစိတ်တွေခြောက်ခြားလာတော့တယ်အိမ်အပေါ်ဓာတ်မှာစောင့်နေကြတဲ့သူတွေကလည်းစိတ်မရှိနိုင်ကြတော့ပဲနဲ့ထိုင်ကုန်တွေကိုရွှေ့ပြီးတော့အချက်ပြတဲ့အနေနဲ့အတန်ပေးလိုက်ကြတော့တယ်အခွင့်ရေးရတော့ယူဆူပေါကလည်းကျွန်တော်အမျိုးသမီးရဲ့ဇနီးတွေပြန်သွားပြီနဲ့တူတယ်ခဏလေးစောင့်ကျွန်တော်အမျိုးသမီးကိုသွားခေါ်လိုက်အောင်မယ်ဆိုပြီးလစ်ထွက်လာခဲ့တော့တယ်အပေါ်တဲ့အစာကြည့်ခန်းထဲမှာတော့ဒီမထရီဆူကိုတင်ပူရီကေဗစ်နဲ့ဒေါက်တာလာဇိုဘတ်တို့တရားမစောင့်နိုင်ကြတော့လို့6 လုံးပြူတနက်ကိုစီကင်ပြီးတော့မြေအောက်ခန်းထဲဆင်းလိုက်ကြတော့မယ်ဆဲမှာယူဆူပေါ့နဲ့တွေ့လိုက်တယ်ဘလို့လဲမင်းသားဟိုကောင်ကြီးတည်သွားပြီလားလို့မေးလိုက်ကြတယ်ယူဆူပေါ့ကလည်းစိတ်ပြက်လက်ပြက်နဲ့မုတ်တွေအကုန်စားလိုက်တာတော့မှအခုထိအသက်မထွက်နိုင်သေးပါဘူးဗျာဆိုပြီးရှင်းပြလိုက်တယ်ဟာကွာမယုံနိုင်စရာကြီးမထူးတော့ဘူးကွာတို့အားလုံးဆင်းပြီးတော့ဒီကောင်ကြီးကိုလက်ဘင်းညှစ်တတ်ကြမယ်ဆိုပြီးမြို့သားကြီးကပြောလိုက်တယ်ဒီလောက်ထိမလိုပါဘူးဗျာမြို့သားကြီးတနက်ကျွန်တော်ကိုပြီးကျွန်တော်ပဲကိစ္စတုံးပြလိုက်မယ်လို့ယူဆူပေါကပြောလိုက်တယ်မင်းပင်ပန်းနေပြီငါတို့မဲလှုပ်လိုက်မယ်လေလို့မြို့သားကြီးကပြောပြီးမဲ့ယူဆူပေါကရပါတယ်ကျွန်တော်စထားတဲ့ဇက်ကျွန်တော်ပဲအဆုံးသတ်လိုက်မယ်ဆိုပြီးတနက်ကိုအတင်းယူပြီးမြေအောက်ခန်းထဲကိုပြေးဆင်းသွားတယ်အခန်းထဲရောက်တော့ Rasputin ကထိုင်ကုန်ပေါ်မှာထိုင်လက်သားကြီးနဲ့ခေါင်းတွေကလည်းရိမ့်ထိုးနေတယ်အသက်ရှူနံကလည်းတရှူးရှူးနဲ့နေမကောင်းဘူးလားလို့မေးလိုက်တော့အေးကွာခေါင်းတွေကလည်းမူးနေတယ်ဘိုက်ထဲမှာလည်းမီးလောင်တယ်လို့မျိုးပူနေတယ်ဆိုပြီး Rasputin ကပြောတယ်ကဲခင်များကြီးဒူးထောက်ပြီးတော့ဖယားသခင်စီမှာဆုတောင်းတော့ဆိုပြီးယူဆူပေါကတနက်ကိုထုတ်ပြီးချိန်ထားလိုက်တယ်Rasputin ကမယုံနိုင်တဲ့မျက်နှာနဲ့ငီးကြောင်ကြည့်နေလုံးမှာပဲယူဆူပေါကတနက်ကိုတေချာချိန်ပြီးတော့နှလုံးရှိမဲ့နေရာကိုပြစ်ထည့်လိုက်တော့Rasputin လဲကျသွားပြီးတော့အချိန်အတော်ကြာတွန်းလိန်နေခဲ့တယ်နောက်ကလိုက်လာတဲ့အဖွဲရောက်လာတော့မြို့သားကြီးဒီမထရီကတေချာသွားအောင်လို့နောက်တစ်ခေါက်ထပ်ပြစ်ဖို့လောက်တာမှပူရီကေဗစ်ကမပြစ်နဲ့တော့သွေးထွက်တာများသွားရင်အလောင်းဖြောက်ရပိုခတ်သွားလိမ့်မယ်ဆိုပြီးတားလိုက်တယ်မကြခင်မှာပဲ Rasputin ငြိမ်ကျသွားတော့တယ်ဆီယံဝန်လာဇိုဘက်ကစစ်ဆေးလိုက်ပြီးတော့တနက်တန်ရာကတစ်ချက်သေးနဲ့တေးနိုင်လောက်တဲ့တန်ရာမို့လို့တည်သွားပါပြီဆိုပြီးပြောလိုက်တယ်သူတို့9 ယောက်ကအပေါ်ဓာတ်ကိုတက်ပြီးတော့အလောင်းဖြောက်မဲ့အစီအစဉ်ကိုတိုင်ပင်ကြပြန်တယ်အစီအစဉ်အရ Rasputin နဲ့အလုံးရက်အနည်းဆုံးတူတဲ့စုကိုတင်ကို Rasputin ရဲ့ကုတ်အင်ဂျီရှည်နဲ့သုံးမွေးအုပ်ထုပ်ကိုစောင်းခိုင်းပြီးတော့မြို့သားကြီးနဲ့ဒရိုင်ဘာဝတ်စားဝတ်ထားတဲ့ဆီယံဝန်တို့က Rasputin အိမ်နာအထိကားမောင်းသွားကြပြီးတော့ Rasputin ကိုပြန်လိုက်ပို့တဲ့ပုံစံလုပ်ကြမယ်ပြီးရင်မြို့သားကြီးရဲ့နန်းတော်စီကိုသွားပြီးတော့အလုံပိတ်ကားကိုသွားယူလာကြမယ်ပြီးတော့အလောင်းကောင်ကိုထည့်ပြီးတော့တနေရာမှာလက်စားဖြောက်ပစ်ကြမယ်ဆိုပြီးတော့ပြောဆိုစီစဉ်ကြတယ်အစီအစဉ်အတိုင်းကျန်တဲ့လူတွေထွက်သွားကြတော့အိမ်ထဲမှာယူဆူပေါနဲ့ပူရီကေဗစ်2 ယောက်တည်းကျန်ခဲ့တယ်စိတ်လှုပ်ရှားတက်တာအောင်လို့သူတို့2 ယောက်စကားစမြည်ပြောနေရင်းနဲ့ဝိုင်တောက်နေခဲ့ကြတယ်စကားပြောနေရင်းနဲ့ယူဆူပေါကရုတ်တရက်ထလိုက်ပြီးမြေအောက်ခန်းထဲကအတန်တစ်ခုကြားသလိုပဲခဏလေးကျွန်တော်ဆင်းကြည့်လိုက်အောင်မယ်ဆိုပြီးဆင်းသွားတယ်မိခလုတ်ကိုဖွင့်လိုက်တဲ့အခါမှာ Rasputin ဟာသူ့နေရာမှာပဲသူလဲတည်နေတာကိုတွေးလိုက်တယ်တေချာအောင်လက်ကသွေးခုန်တုံးကိုစမ်းကြည့်လိုက်တော့လေသွေးမခုန်တော့ဘူးဗျလက်ကိုမြှောက်ပြီးတော့ပြန်ချလိုက်တော့လေဒီအတိုင်းပဲပြုတ်ကျသွားတယ်
ဟာငါစိတ်ထင်လို့နေပါပါတည်သွားပါပြီပဲဆိုပြီးတော့ပြန်သွားဖို့လုပ်တဲ့အခါမှာအလောင်းကောင်ကြီးဟာအသက်ဝင်လာပြီးတော့ယူဆိုပေါ့ရဲ့လက်ကိုဖမ်းဆွဲပြီးတော့ထလာတော့တယ်ပြီးတော့သူ့ကိုလပင်းကိုညှက်ဖို့လုပ်တော့တယ်ယူဆိုပေါ့ကလည်းလိပ်ပြန်လွင့်မတက်ကြောက်သွားပြီးတော့သွေးယူသွေးသန်းနဲ့အလောင်းကောင်ကြီးနဲ့လုံးထွေးတပ်ပုတ်နေမိတယ်တထောင်နဲ့တွတ်မိလိုက်လို့ချက်ကောင်းထိသွားတဲ့အခါမှာအလောင်းကောင်ကြီးတစ်ဖက်ကိုလဲသွားတော့မှအဲ့ဒီအခန်းထဲမှာမနေရဲတော့ဘဲနဲ့ထွက်ပြေးလာခဲ့တော့တယ်မသားကောင်ကြီးကလည်းလေးဘက်ထောက်ပြီးတော့နောက်ကနေလိုက်လာခဲ့တယ်အပေါ်တဲ့အစာကြည့်ခန်းထဲမှာဆေးလိပ်ထိုင်တောက်နေတဲ့ပူရီကေးဘစ်ကိုတွေ့တော့ဟူကောင်ကြီးမသေးသေးဘူးပြန်ထလာပြီးခင်ဗျားတနက်မြန်မြန်ပေးစမ်းပါဆိုပြီးတော့ပြောလိုက်တော့ပူရီကေးဘစ်ကလည်းတနက်မပေးဘဲနဲ့သူကိုယ်တိုင်မီးအောက်ခန်းထဲကိုပြေးဆင်းသွားတယ်မီးအောက်ခန်းလှေကားတိုက်ကနေတက်လာတဲ့ Rasputin ကြီးကိုကြောက်မက်ဖွယ်ရာတွေ့လိုက်ရတယ် Rasputin လည်းလှည့်ထွက်ပြေးသွားတာမှာခြံထဲကိုရောက်သွားတယ်ပူရီကေးဘစ်ကလည်းနောက်ကနေထက်ချက်မကွာလိုက်လာနေနဲ့တနက်နဲ့နှစ်ချက်ဆင့်ပစ်ချလိုက်တယ်ယူဆူပေါ့လည်း Rasputin ထွက်ပြေးလို့မရအောင်ခြံဝဒကမကြီးကနေသွားဆောက်ပေးနေတယ်အဲ့ဒီမှာစိတ်ချုပ်ချားစရာကြီးတွေးလိုက်ရတာကတနက်နှစ်ချက်ထပ်ထိပြီးတာမှာခြံဘေးတကားကနေသွေးယူသွေးနှံထွက်ပြေးဖို့စူးစမ်းနေသေးတယ် Rasputin ကြီးကိုတွေးလိုက်ရတယ်နောက်ကနေလိုက်လာတဲ့ပူရီကေးဘစ်ကလည်းနောက်ထပ်တနက်နှစ်ချက်ထပ်ပစ်ထည့်လိုက်မှ Rasputin လဲကျသွားတာကိုတွေးလိုက်ရတယ်ပူရီကေးဘစ်ကလည်းအလောင်းကောင်ကိုသေချာသွားစစ်ဆေးပြီးတော့ဒီတစ်ခါတော့တကယ်သေးပါပြီဆိုပြီးစိတ်ချလက်ချနဲ့အထဲဝင်သွားတော့တယ်စိတ်မချနိုင်တဲ့သူကတော့ယူဆူပေါ့သူအရဲစွန့်ပြီးတော့သွားစစ်ဆေးကြည့်တဲ့အခါမှာတော့အသက်ရှင်တဲ့လက္ခဏာမရှိတော့ဘူးဗျနဖူးမှလည်းပူရီကေးဘစ်ဖနက်ကဖနောက်ခွာအမားနဲ့ပေါက်ထည့်ထားလို့ခေါင်းကုန်ကြီးပါဖတ်တက်ကွဲနေတဲ့ဒဏ်ရာကြီးနဲ့တွေ့လိုက်ရတယ်ယူဆူပေါ့လည်းသူ့လူယုံတွေအလောင်းကိုလာမနေကြတော့မှအခန်းထဲဝင်ပြီးတော့နားနေလိုက်တယ်ခဏအကြာမှာတော့တနက်တန်ကြားလို့ကင်းလှည့်နေတဲ့ပလိတ်တယောက်ရောက်လာတယ်ပူရီကေးဘစ်ကလည်းစိတ်လှုပ်ရှားပြီးတော့ဂူနာကတနက်တန်ကငါ Rasputin ကိုပြစ်တက်လိုက်တာကွာဒီကောင်သစ္စာဖောက်ပြီးတိုင်းပြည်ကိုရောင်းစားနေတာကြာပြီမင်းငါဘာတူလဲသိလားလွတ်တော်အမတ်ပူရီကေးဘစ်ပဲဆိုပြီးအယောင်ယောင်အမှားမှားနဲ့စကားကြွသွားမိတယ်ပလိတ်ကလည်းကျွန်တော်ဆရာကိုတော့လေးစားပါတယ်ဒါပေမဲ့အထက်ကမေးလာရင်တော့အမှန်တိုင်းတင်ပြရပါလိမ့်မယ်ဆိုပြီးပြန်သွားတယ်မကြခင်မှာပဲမျိုးစားကြီးတို့အုပ်စုရောက်လာကြပြီးတော့အလောင်းကြီးကိုစောင်းနဲ့ပတ်ကျိုးနဲ့တုပ်ပြီးတော့ကားပေါ်တင်ယူသွားကြတယ်ပထရော့စကီတရားပေါ်ကနေနီဘာမြစ်ထဲကိုအလောင်းကြီးကိုပြစ်ချဖျောက်ဖျက်ပစ်လိုက်ကြတော့တယ်နောက်နေ့လယ်ပိုင်းအထိ Rasputin ပြန်ပေါ်မလာတော့သူ့အိမ်သားတွေနဲ့တပည့်တပန်းတွေစိတ်ပူလာကြတယ်မင်းသားယူဆူပေါ့လာခေါ်သွားတာကိုတွေးလိုက်တဲ့အစီကံတယောက်ကပြောလို့မင်းသားအိမ်စီဖုံးဆက်ပြီးတော့မေးကြည့်ကြပေမဲ့လည်းသူ့စီမလာဘူးဆိုတာပဲအစီကံတွေကိုမင်းသားကဘူးခန့်ဖြေခိုင်းထားတယ်ခဏအကြာမှာတော့ပလိတ်တယောက်ရောက်လာပြီး Rasputin ရဲ့သမီးကိုမေးလာတယ်ဒါခင်ဗျားအဖေရဲ့ဖက်နှက်လားပေါ့အဲ့ဒီဖက်နှက်ကိုပထရော့စကီတရားပေါ်မှာတွေ့ခဲ့တာအနီးမှာလည်းသွေးခွက်တွေရှိနေတယ်ဆိုပြီးပြောတယ်Rasputin ရဲ့သမီးလည်းဖက်နှက်ကိုကြည့်နေရင်းနဲ့ဘာမှမပြောနိုင်ပဲငိုချလိုက်တော့တယ်အဲ့ဒီမှာသူတို့ဆရာကြီးမရှိတော့ဘူးဆိုတာသဘောပေါက်သွားကြတယ်အစီကံတွေနဲ့နောက်လိုက်တွေကလည်းအကုန်ဝိုင်းငိုကြတော့တယ်မကြခင်မှာပဲစစ်ဆေးစရာရှိလို့ဆိုပြီးပလိမ့်နဲ့စုံနှောင်းအဖွဲ့တွေ Rasputin အိမ်ကိုထပ်ရောက်လာပြီးတအိမ်လုံးမှွေနှောက်လှန်လောရှာတော့တယ်တကယ်က Rasputin သေသွားလောက်ပြီဆိုတာသိလို့မိဖုရားကြီးပေးထားတဲ့စာတွေအကုန်လုံးကိုဖျောက်ဖျက်ပစ်ကြဖို့ရောက်လာတာ Rasputin ပျောက်နေတဲ့သတင်းကလည်းတမြို့လုံးကိုခဏအတွင်းမှာပဲပြန့်နှံ့သွားတယ်နန်းတွင်းထဲကမိဖုရားကြီးကလည်းအဲ့ဒီသတင်းကိုကြားရတဲ့အခါမှာတော်တော်လေးစိတ်ထိခိုက်သွားတယ်သားတော်လေးရဲ့အသက်ကိုကယ်ထားပေးပြီးတော့နိုင်ငံတော်အတွက်စစ်ရေးနိုင်ငံရေးအစအစအရာရာမှာအကြံပေးနေတဲ့သူတော်ကောင်းကြီးကိုမှဒင်းတို့တက်ရက်ကြတယ်ကွယ်ဆိုပြီးပြောတဲ့ဗျမိဖုရားကြီးကပြည်ထရေးဌာနကပူပေါ့ကိုခေါ်ပြီးမေးတဲ့အခါမှာအနည်းဆက်ဆုံးအဖြေကိုရခဲ့တယ်ပူပေါ့ကညကသူ Rasputin ကိုအပြင်ထွက်မလဲဖို့သွားသားခဲ့တဲ့အကြောင်းညက Rasputin ကိုမင်းသားယူဆူပေါ့လာခေါ်သွားတယ်လို့သတင်းရကြောင်း
ယူဆူဘော့အိမ်ဘက်ကတနက်တန်တွေကြားရကြောင်းသွားပြီးစစ်ဆေးတဲ့ပလိတ်ကိုပူရီကေးဘစ်က Rasputin ကိုငါတတ်လိုက်ပြီးဇာဘရင်ကိုချစ်ရင်ဘသူကိုမှမပြောနဲ့ဆိုပြီးနှုတ်ပိတ်ခဲ့တဲ့အကြောင်းတွေကိုအစီရင်ခံတော့တယ်မိဖုရားကြီးကစစ်မြေပြင်ကိုရောက်နေတဲ့ဘရင်စီကိုချက်ချင်းပဲစာရေးပြီးတော့တိုက်တန်းတော့တယ်Rasputin ပျောက်နေလို့တည်ပြီလို့ယူဆနေကြတဲ့အကြောင်းအလောင်းကိုရှာမတွေ့သေးတဲ့အကြောင်းသူကတော့အသက်ရှင်နေအောင်မယ်လို့ယုံကြည်နေတဲ့အကြောင်းလုံးကြံတဲ့သူတွေဟာယူဆုပိုတို့အုပ်စုဖြစ်နိုင်ကြောင်းခရိုင်းမီးယားကိုလစ်ပြေးဖို့ကြံနေတဲ့ယူဆုပေါ့ကိုဖမ်းဆီးထိန်းသိမ်းထားခြင်းကြောင်းစသဖြင့်ရေးသားထားတယ်ယူဆုပေါ့လည်းသူ့လူယုံတွေအကူအညီနဲ့အိမ်မှာကြံနေတဲ့ခြေရလက်ရတွေကိုဖျောက်ဖျက်ပြစ်နေရင်းနဲ့တနတ်တန်တွေအတွက်ဖြည့်ချင်းချက်ပေးဖို့စဉ်းစားမိတယ်သူ့ခွေးကိုအစီကံတစ်ယောက်ကိုတတ်ခိုင်းလိုက်ပြီးတော့ညာကခြံထဲကသွေးပုံထဲမှာတွတ်ထားခိုင်းလိုက်တယ်ဘသူဘာမင်းမေး Rasputin သူ့အိမ်မလာဘူးဆိုပြီးတော့ညင်းမယ်ဆိုပြီးစဉ်းစားထားတယ်ပလိတ်အရာရှိတယောက်မကြခင်ပဲရောက်လာပြီးသူ့ကိုလက်မေးပြန်တယ်တနတ်တန်တွေကညာကသူ့အိမ်မှာပါတီပွဲလက်လုပ်သွားကြတဲ့သူတွေအပြန်မှာမူးနဲ့သူ့ခွေးကိုတနတ်နဲ့ပြစ်တက်သွားတာဖြစ်တဲ့အကြောင်းပဲဘူးခံပြီးညင်းလိုက်တယ်ပူရီကေဘစ်က Rasputin ကိုတတ်လိုက်တဲ့အကြောင်းကိုပလိတ်ကိုပြောတဲ့အကြောင်းပလိတ်အရာရှိကမေးတော့အဲ့ဒါသူမူးနေပြီးတော့ဘလုံးမထွေးနဲ့ပြောတာကိုပလိတ်ကနေပြီးတော့အတိတ်ပဲကောက်လွဲတာနေမှာပါဆိုပြီးဖင်ပိတ်ညင်းတော့တယ်မြို့ထဲမှာလည်းကောလာဟာလာတွေကထွက်နေတယ် Rasputin တေးပြီးနဲ့မတေးဘူးညင်းခုန်နေကြတာတွေရဲ့ယူဆုပိုတို့အုပ်စုတတ်တယ်မတတ်ဘူးညင်းခုန်နေကြတာရဲ့အမျိုးမျိုးထင်ကြီးပေးနေကြတယ်တချို့ကလည်းသူဂျစ်ပစီမလေးတွေကိုသွားရင်းနဲ့အပြန်လမ်းမှာအသက်ခံရတာဆိုပြီးပြောကြတယ်ပလိတ်မင်းကြီးစီကယူဆုပေါ့စီကိုသူ့စီလာတွေးဖို့ခေါ်တဲ့စာကရောက်လာတယ်ပလိတ်မင်းကြီးနဲ့တွေ့တဲ့အခါမှာထုံးစံအတိုင်းသူအလွတ်ကျတ်ထားတဲ့လန်ကျုပ်ဇလန်ကိုပဲခင်းရတော့တယ်နောက်နေ့လယ်ပိုင်းမှာလည်းမြို့စားမင်းသားကြီးဒီမထရီနဲ့ချိန်ပြီးတော့နေ့လယ်စာစားကြရင်နဲ့အတွေ့အကြုံတွေဖလှယ်ကြတယ်မြို့စားကြီးကအလောင်းကိုရေထဲပစ်ချခဲ့တဲ့ပုံကိုအသေးစိတ်ရှင်းပြတယ်နောက်တခြားအဖွဲ့သားတွေပါရောက်လာကြပြီးတော့ဘသူပဲဘလို့မင်းမေးဘူးခံပြီးတော့ပဲညင်းကြဖို့ဇက်တိုက်ထားကြတယ်အဲ့ဒီအချိန်မှာစစ်ရေးကလည်းအရန်အရေးကြီးနေတော့ပူရီကေးဘစ်ဒေါက်တာလာဇိုးဘတ်နဲ့စုခိုတင်တို့လည်းအဲ့ဒီနေ့ညနေမှာပဲရှေ့တန်းကိုထွက်သွားရပြန်တယ်မြို့ထဲမှာတော့မြို့သားကြီးရဲ့ယူဆုပေါ့ရဲ့ပဲကြံခဲ့တယ်မြို့ထဲမှာ Rasputin နောက်လိုက်အုပ်စုကယူဆုပေါ့ကိုလက်စားချိမယ်ဆိုပြီးလိုက်ရှာနေကြတယ်လို့မျိုးအမျိုးချစ်အဖွဲ့ကလည်းယူဆုပေါ့ကိုအကာအကွယ်ပေးမယ်ဆိုပြီးလိုက်ရှာနေကြတယ်ယူဆုပေါ့လည်းခရိုင်းမီးယားကိုရှောင်ပြေးဖို့ကြံလိုက်တယ်အထုပ်ဘိုးတွေစီစဉ်ပြီးမော်တော်ကားနဲ့ဘူဒါယုံဘက်ကိုထွက်လာခဲ့တယ်ဘူဒါယုံမှာတော့နန်းတွင်းအဆောက်တပ်ဖွဲ့တွေကိုတွေ့လိုက်ရတယ်အဆောင်တပ်ဖွဲ့တွေကမိဖုရားကြီးအမိန့်မရမချင်းစိန့်ပီတာစပတ်မြို့ကနေထွက်ခွာခွင့်မရှိဘူးဆိုပြီးယူဆုပေါ့ကိုပြောလိုက်တယ်သူနဲ့အဖော်ပါလာတဲ့ရောက်ဖကိုပဲသူ့အမေနဲ့မိန်းမအတွက်မှားစရာရှိတာတွေမှားပြီးတော့ရထားတွဲပေါ်ကိုတင်ပေးလိုက်ရတယ်ယူဆုပေါ့အိမ်ပြန်ရောက်တော့အနားယူပြီးစဉ်းစားကြည့်တဲ့အခါမှာမြို့သားကြီးနန်းတော်မှာတွန်းနေနေတာကသူ့အတွက်ပိုလုံခြုံမယ်ဆိုတာကိုစဉ်းစားမိလာတယ်နောက်နေ့မနက်မှာယူဆုပေါ့မြို့သားကြီးနန်းတော်စီကိုရောက်လာတယ်စကားပြောဆိုနားနေကြပြီးတော့ညနေပိုင်းမှာတော့မြို့သားဒီမထရီကအပြင်ခဏထွက်သွားတယ်အပြင်ကပြန်လာမှ Rasputin ကိုလှုပ်ကြံတဲ့အထဲမှာသူ့ဘာပါတယ်ဆိုပြီးသတင်းတွေထွက်နေတဲ့အကြောင်းမြို့သားကြီးကရှင်းပြတယ်နောက်နေ့ကျတော့နန်းရင်းဝန်ရောက်လာပြီးတော့သူတို့နှစ်ယောက်ကိုမိဖုရားကြီးအမိန့်နဲ့နန်းတော်ထဲမှာအကျယ်ကျုပ်ချထားပြီးဆိုတဲ့အကြောင်းလာရှင်းပြတယ်သူတို့နှစ်ယောက်ကိုအကျယ်ကျုပ်နဲ့ဖမ်းလိုက်ပြီးဆိုတဲ့သတင်းဟာမြို့ထဲကိုတဟုန်လုံးပြန့်သွားပြန်တယ်ဆွေတော်မျိုးတော်တွေကဘရင်အမျိုးတွေကိုဘရင်အမိန့်မပါဘဲနဲ့မိဖုရားကြီးအမိန့်နဲ့ဖမ်းထားတာကိုဒေါသထွက်နေကြတယ်ဗျမြမသမိုင်းမှာလည်းအယုတ်ဆိုးအကြီးတန်းလာတဲ့အမဲဆက်တစ်ခုအနေနဲ့မင်းတို့မင်းရဲ့သားတော်သမီးတော်မြစ်တော်တွေကိုတုတ်တင်လိုက်တဲ့ဖြစ်ရပ်မျိုးဖြစ်ဖူးတယ်ဗျအဲ့ဒီဖြစ်ရပ်ကိုစုဖျားလက်ရဲ့မေတော်မင်းတို့မင်းမိဖုရားစင်ဖြူမရှင်ကကြိုးကင်တယ်ဆိုပြီးဆွတ်ဆွဲကြတယ်သူတို့နန်းတင်တဲ့တီဘောမင်းဟာဒုတိယမြောက်နီကိုလတ်လိုပဲဘာမှအရေးချင်းမရှိပဲနဲ့မယားကြောက်ရတယ်ဗျသူ
သူနန်းတက်ပြီးမကြပါဘူးဗြိတိရှတွေရောက်လာပြီးတော့ထိနှံသိမ်းတော့တာပါပဲအချုပ်တန်းဆရာဖေကမြန်မာတွေစီကံဖောက်လို့ထိနှံပျောက်ဖြစ်ပြီဆိုပြီးတော့ကြပြရေးခဲ့သေးတယ်ဗျဒီဇင်ဘာ16ရက်နေ့မှာတော့ဘရင်ဒုတိယမြောက်နီကိုလတ်ကနန်းတော်ကိုပြန်ရောက်လာတယ်မာယာကဘရင်ကြီးဟာမိဖုရားကြီးအရေးယူထားတဲ့အတိုင်းပဲအကျေကျုပ်ချထားတဲ့အစီအစဉ်တွေကိုမတားဘဲနဲ့ဒီတိုင်းပဲထားလိုက်တယ်ဒီမထရီနဲ့ယူဆိုပေါ့ကိုကွက်မြတ်ပြစ်တော့မယ်ဆိုတဲ့ကောလာဟာရာကဘယ်ကနေဘလို့ထွက်လာလဲမသိဘူးအဲ့ဒီသတင်းတွေကြားပြီးတော့အလုသမားတွေကလည်းစူပူအောင်ကြွလာကြတော့မလို့ဖြစ်လာတယ်စစ်တပ်ဘက်ကလည်းမင်းသားတို့ဘက်ကရက်တီပေးမယ်ဆိုပြီးပြောလာတယ်မင်းမျိုးမင်းတွေတွေကဆိုရင်ဘရင်နဲ့ဓာတ်ရိုက်ဝင်တွေ့ပြီးတော့အခြေတင်စကားများကြတယ်နောက်ဆုံးမှာတော့လူတော်တော်များများရဲ့သဘောထားကိုမလွန်ဆန်နိုင်တော့လို့မိဖုရားကြီးရဲ့ကွက်မြတ်ပြစ်ဖို့အစီအစဉ်ကိုဘရင်ကဖျက်ပေးလိုက်တယ်16ရက်နေ့မှာတော့နီဘာမြစ်ထဲကိုရေငုပ်ရှာကြရင်းနဲ့ရက်စပူတင်ရဲ့အလောင်းကြီးကိုတွေ့ခဲ့ကြတယ်မိဖုရားအမိန့်နဲ့မြစ်ကမ်းနှစ်ဘေးမှာပဲစခန်းချပြီးတော့ဆရာဝန်ကရင်ခွဲကြည့်ရှုစစ်ဆေးပေးခဲ့တယ်အစာအိမ်နဲ့ဦးလန်းချောင်းမှာညိုမဲနေတဲ့အဆိုင်ခဲတွေကိုတွေ့တယ်ပြောတယ်မိဖုရားအမိန့်နဲ့အလင်းမြန်လောက်ရတော့တခွဲကန်ပို့ပြီးစစ်ဆေးဖို့အချိန်မရတော့ဘူးဗျအပေါ်ရန်ကြောပဲကြည့်ပြီးတော့အစိမ့်မိတဲ့လက္ခဏာမရှိဘူးဆိုပြီးတော့ပဲဆရာဝန်ကအဖြေထုတ်ပေးခဲ့တယ်တနတ်တန်ရ၅ချက်တော့တွေ့တယ်နှစ်ဖူးကဦးခေါင်းကောင်ကလည်းကြည်နေတယ်ခြေတွေလက်တွေကိုလည်းကြိုးတုပ်ထားတယ်တကူလုံးလည်းအညိုမဲတွေဆွဲနေတယ်တချို့လည်းထူးဆန်းတာတစ်ခုအနေနဲ့အလောင်းကြီးရဲ့အဆုတ်ထဲမှာရေတွေဝင်နေတာကိုတွေ့ရတယ်လို့ပြောကြတယ်ဆိုလိုတာကမြစ်ထဲကိုပစ်ချလိုက်တဲ့အချိန်လုံးမှာဒီကောင်ကြီးကမတည်သေးဘူးဗျနောက်ကျမှလက်တွေကိုကြိုးတုပ်ထားလို့ရေကူးလို့မရဘဲနဲ့ရေနစ်သေးသွားတာလို့ပြောကြတယ်ကျွန်တော်ကတော့အဲ့ဒါကိုသိမ့်မဖြစ်နိုင်ဘူးလို့တော့ထင်တယ်ဗျဒီလောက်တနတ်တန်ရာတွေနဲ့အချိန်အကြာကြီးကြာမှတော့မတည်သေးဘူးဆိုတာမဖြစ်နိုင်ဘူးလို့တော့ထင်ပါတယ်ဗျဘာပဲဖြစ်ဖြစ်ပါရက်စပူတင်ရဲ့အယုတ်အလောင်းကိုမြေကြီးအင်းတဲကိုချပြီးတော့တကြိုလိုက်ကြအပြီးမှာနမယ်ဆိုးနဲ့ကြော်ကြားခဲ့တဲ့မိစ္ဆာကောင်ကြီးဟာလည်းနောက်ဆုံးတော့ထာဝရအိတ်ဆက်သွားခဲ့ရပါပြီဗျရက်စပူတင်မသိခင်ကနမိတ်ဖတ်တယ်လို့နဲ့ချင်းချောက်ခဲ့တာရှိတယ်ဗျကျုပ်ကိုအရှင်ရဲ့မင်းမျိုးမင်းတွေတဲကလှုပ်ကြံခဲ့ရင်အရှင်တို့မျိုးဆက်ဟာမကြခင်မှာပဲသွေးထွက်တန်ယုံနဲ့ဏိဂုံချုပ်ရလိမ့်မယ်တဲ့ဗျသူနမိတ်ဖတ်ခဲ့တဲ့အတိုင်းပဲကံကြမ္မာဆိုးဟာဇာဘရင်မင်းဆက်တွေစီကိုမကြခင်မှာပဲရောက်လာလိုက်အောင်ပဲဗျအဲ့ဒီနေ့ညမှာပဲဘရင်အမိန့်နဲ့မြို့သားမင်းသားကြီးဒီမထရီကိုပါရှားပြည်ကိုပြည်နှင်လံပို့လိုက်တယ်ယူဆူပေါ့ကိုကြတော့အခုယူကရိန်းနဲ့စစ်ဖြစ်နေတဲ့ကတ်နယ်ကိုပို့ပစ်လိုက်တယ်သူတို့နှစ်ယောက်ကိုတူတူမထားဘဲနဲ့တီးခြားစီခွဲပြီးတော့ပို့လိုက်တာဗျဇာဘရင်ထီနန်းရဲ့ဂုံသိက္ခာကိုကဲတင်ဖို့အတွက်နဲ့ရက်စပူတင်ကြီးကိုသူတို့လှုပ်ကြံခဲ့ကြပြီမဲ့လေအချိန်နှောင်းသွားခဲ့ပြီဖြစ်တယ်ဗျအစတည်းကမကျေနပ်တဲ့အခန်းတွေရှိနေကြတဲ့လူထုကြီးဟာရက်စပူတင်ဆုံးပြီး3လအကြာမှာပဲပောက်ကွဲထွက်လာပြီးတော့ပထမကမ္ဘာစစ်ထဲမှာဝင်တိုက်နေရတဲ့တိုင်းပြည်ဟာကမောက်ကမတွေစပြီးဖြစ်လာခဲ့တယ်တပြည်လုံးငတ်မုတ်ခေါင်းမမှုကြီးစဖြစ်လာနေပြီပက်ထရိုဂရတ်မြို့မှာအလုသမားတွေကလှုံစရာထင်းမရှိဘူးစားစရာပါမုံမရှိဘူးတညလုံးပါမုံတိုက်မှာတန်းစီနေကြရတဲ့လူထုကြီးဟာစိတ်မရှိတော့ပဲဝင်ပြီးလူရက်ကြတော့တယ်လူအုပ်ကြီးကပါမုံပေးဆိုပြီးငငိမ့်ကြမ်းနဲ့ဆန္ဒပြတာကိုဘရင်ဩဇာခံပလိတ်တွေကအကြမ်းဖက်ဖြိုခွဲပစ်လိုက်ကြလို့လူထုဒေါသကပိုဆိုးလာတယ်ပါမုံပေးလို့ကြွေးကြော်တာကနေဘရင်စနစ်ဖြတ်သိမ်းပေးဆိုပြီးကြွေးကြော်ကြတယ်ရုရှားတော်လှန်ရေးကြီးစဖြစ်လာပြီဗျပက်ထရိုဂရတ်မြို့မှာလိုအပ်ရင်အင်အားသုံးဖို့ဘရင်လွှတ်လိုက်တဲ့မြင်းတီတော်တပ်ဖွဲ့ကလည်းဆန္ဒပြသမားအများစုဟာအမျိုးသမီးအလုသမားတွေဖြစ်နေတာမို့လို့တချို့ကဂျားနေပြီးတော့နှာစီးနေကြတယ်တချို့ကြတော့လေပြည်သူဘက်ကိုပူးပေါင်းပြီးတော့ရဲစခန်းတွေကိုဝင်တိုက်ပေးကြတယ်အဲ့လိုနဲ့ပက်ထရိုဂရတ်မြို့ဟာတော်လှန်ရေးသမားတွေလက်ထဲကိုကျသွားတယ်အခြေအနေကိုထိမ့်သိမ်းဖို့ပက်ထရိုဂရတ်မြို့ကိုရပ်ထားနဲ့လာခဲ့တဲ့ဘရင်ကြီးဒုတိယမြောက်နီကိုလတ်ကိုလည်းလမ်းမှာတော်လှန်ရေးသမားတွေကဝမ်ဖန်စီထိမ့်သိမ်းလိုက်နိုင်တယ်အထိမ့်သိမ်းခံနေရတဲ့ဘရင်ကြီးကလည်းမသက်သာတော့ဘဲနဲ့
1919ခုနှစ်မတ်လမှာတော့နန်းစွန့်တဲ့အကြောင်းကိုလက်မှတ်ထိုးပေးလိုက်ရရှာတယ်စစ်တပ်အလုတ်သမားနိုင်ငံရေးသမားတွေခေါင်းဆောင်နေတဲ့လွှတ်တော်ကိုယာယီအစိုးရဖွဲ့ဖို့အာဏာလွှဲပေးလိုက်ရရှာတယ်နှစ်ပေါင်း300လောက်ဖုံးပြီးနေလာတောက်ပခဲ့ပြီးဥရောပမှာရုရှားကိုအင်အားကြီးအင်ပါယာနိုင်ငံကြီးတစ်နိုင်ငံဖြစ်အောင်ဦးဆောင်မှုပေးနိုင်ခဲ့တဲ့ဇာဘရင်မင်းဆက်လဲဒုတိယမြောက်နီကိုလတ်လက်ထက်မှာတော့နှိဋ္ဌိတန်သွားခဲ့ရပြီဗျ။ယာယီအစိုးရအဖွဲ့ဟာဘရင်နဲ့သူ့မိသားစုဝင်တွေကိုပြန်လည်ပေါင်းစည်းပေးခဲ့ပြီးတော့နန်းတော်ထဲမှာ9လအကြာအကျယ်ကျုပ်ထိန်းသိမ်းထားပြီးအပြီးမှာစိုက်ဘေးရီးယားကိုနေနေနံပို့ပြီးတော့အကျဉ်းချထားခဲ့တယ်ဗျ။သူတို့မိသားစုဝင်တွေအလွန်အင်မတန်တွေ့တာချစ်ခင်ခဲ့တဲ့ရက်စပူတင်ရဲ့မွေးရဇာတိဖြစ်တဲ့စိုက်ဘေးရီးယားဒေသကိုအခုမှပဲရောက်ဖူးသွားကြတော့တယ်။သားတော်သမီးတော်လေးတွေကိုပြောပြဖူးခဲ့တဲ့အိယာဝင်ပုံပြင်တွေပေါက်ဖွားရာစိုက်ဘေးရီးယားဒေသအဲ့ဒီဒေသကိုသားရဲ့ဖေဖေကပိုင်တာဒီနေ့မှာသားပိုင်ရမယ့်ဒေသပေါ့ဆိုပြီးရက်စပူတင်ပြောခဲ့ဘူးတဲ့စကားတွေကို12နှစ်အရွယ်ရှိနေပြီဖြစ်တဲ့သားတော်လေးပြန်ကြားရောင်လာတော့တယ်။တမိုင်းအလှဲ့အပြောင်းကြောင့်သူ့အဖေပိုင်ခဲ့ဘူးပေမဲ့သူ့အလှဲ့မှာတော့ပိုင်ဆိုင်ခွင့်မရတော့ဘဲနဲ့အကျဉ်းသားအဖြစ်နဲ့ပဲရောက်လာရရှာတယ်။တစ်ဖက်မှာလည်းယာယီအစိုးရအဖွဲ့နဲ့ဆင်ပြိုင်လုပ်ဖို့လီနင်ဟာဆွစ်ဇာလန်ကနေပြန်ရောက်လာပြီးကွန်မြူနစ်ဝါဒကိုယုံကြည်တဲ့ဘော်ရှီဘစ်ပါတီကိုခေါင်းဆောင်လာတယ်။လီနင်ရဲ့ခေါင်းဆောင်မှုအောက်မှာဘော်ရှီဘစ်ပါတီကလူထုထောက်ခံမှုတဖြည်းဖြည်းအားကောင်းပြီးတော့ရလာခဲ့တယ်။1918ခုနှစ်အောက်တိုဘာလမှာတော့ဒုတိယမိရုရှားတော်လှန်ရေးဖြစ်တဲ့ဘော်ရှီဘစ်ပါတီခေါင်းဆောင်တဲ့တော်လှန်ရေးဆက်ဖြစ်လာခဲ့တယ်။ယာယီအစိုးရအဖွဲ့ပြုတ်ကျသွားတယ်။ဘော်ရှီဘစ်ပါတီခေါင်းဆောင်မှုကိုလက်မခံတဲ့စစ်တပ်နဲ့တခြားနိုင်ငံရေးအဖွဲ့တွေစုစည်းပြီးတော့ဘော်ရှီဘစ်တွေနဲ့ထိပ်တိုက်တွေ့တဲ့နေရာမှာရုရှားပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တယ်။1918ခုနှစ်ဇူလိုင်လမှာဘော်ရှီဘစ်ပါတီဟာစိုက်ဘေးရီးယားမှာအကျဉ်းချနေတဲ့ဘရင်မိသားစုဝင်တွေအားလုံးကိုခလီးပါတယောက်မချန်အကုန်လုံးကွက်မြတ်ပစ်ခဲ့တယ်။နောက်ဆုံးတော့ရက်စပူတင်ကြီးနမိတ်ဖတ်ခဲ့တဲ့အတိုင်းသူတည်ပြီးနောက်မှာဇာဘရင်မိသားစုကလည်းကံကြမ္မာစိုးနဲ့ကြုံရရှာလေတယ်။ဘရင်မိသားစုကတေချာမြုပ်နှံထားပေးခဲ့တဲ့ရက်စပူတင်ရဲ့အလောင်းကိုရုရှားတော်လှန်ရေးကာလမှာဒေါသထွက်နေတဲ့လူအုပ်ကြီးကပြန်ဖော်ပြီးတော့ယွန်ရှာမုံတီးစွာနဲ့ဓာတ်စီလောင်းပြီးမီးရှို့အစာဖြောက်ပစ်ခဲ့တယ်ဗျ။ဒါပေမဲ့နောက်ပိုင်းခေတ်တွေမှာတော့ရက်စပူတင်ရဲ့လိန်နံကြီးဆိုပြီးမပုတ်မတိုးအောင်ဖန်ပလင်းတဲ့ထက်ဆေးစိမ်ထားတဲ့ပစ္စည်းကြီးဟာတဆင့်ပြီးတဆင့်အယောင်းဝယ်လုံးကြရာကနေပြီးတော့နောက်ဆုံးမှာစိန့်ပီတာစပတ်မြို့ကပြတိုက်ထဲကိုရောက်လာတော့တယ်။ဒီနေ့ထိတောင်မှစိန့်ပီတာစပတ်မြို့ကပြတိုက်ထဲမှာရှိနေသေးတယ်ဗျ။ရက်စပူတင်တည်သွားတဲ့အခါမှာသူ့ရဲ့ငယ်ပါကိုသူ့နောက်လိုက်တွေကကိုးကွယ်ဖို့အတွက်ဖျက်ယူထားလိုက်ကြတယ်လို့ဆိုကြတယ်။ယုံကြည်ကြတဲ့သူတွေကလည်းပြတိုက်ကိုလာပြီးတော့12လက်မအရွယ်ရှိတဲ့အချောင်းကြီးကိုမျိုးအောင်ဖို့အတွက်လာပြီးရှ िख ိုးဆုတောင်းကြတယ်လို့ဆိုကြတယ်။တမိုင်းဆရာတွေကတော့အဲ့ဒီပစ္စည်းကြီးဟာနောအားပစ္စည်းဒါမှမဟုတ်မြင်းပစ္စည်းဖြစ်လိမ့်မယ်ဆိုပြီးတော့ရှင်းကြတယ်။ ရက်စပူတင်ရဲ့ပစ္စည်းဟာရင်ခွဲစစ်ဆေးတဲ့အခါမှာဘာမှထူးထူးခြားခြားကြီးမားနေတာမျိုးမတွေ့ရပါဘူး။ရေထဲမှာအချိန်အကြာကြီးရှိနေလို့ပျက်စီးသွားလောက်ပါပြီဆိုပြီးတော့တမိုင်းဆရာတွေကတော့ရှင်းပြကြတယ်။ရက်စပူတင်ကိုလှုပ်ကြံကြတဲ့သူအုပ်စုထဲမှာပါလို့နေနေနဲ့အပေးခံလိုက်ရတဲ့မြို့စားကြီးဒီမီထရီယာပါရှားပြည်အရောက်မှာတော့ရုရှားစစ်သားတွေကသူ့ကိုသူရဲကောင်းတစ်ဖွဲ့ကြိုးဆိုခဲ့ကြတယ်။တော်လှန်ရေးတွေဖြစ်လာတော့မင်းမျိုးမင်းနွယ်ဖြစ်တဲ့သူ့အသက်ကိုဘော်ရှီဘစ်တွေရန်ရှာမှာစိုးရိမ်တဲ့အတွက်အင်္ဂလန်ကိုခက်ခဲနဲ့ထွက်ပြေးလာခဲ့ရတယ်။သူပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေလည်းဆုံးရှုံးသွားပြီးတော့နောက်ပိုင်းအင်္ဂလန်နဲ့ပြင်သစ်မှာတာမန်လူအဖြစ်နဲ့ပဲနေထိုင်ခဲ့ရတယ်။ပူရီကေးဘစ်ကလည်းရုရှားပြည်တွင်းစစ်မှာပါဝင်ခဲ့ပြီးနောက်ပိုင်းမှာတိုက်ဖက်ယောဂါနဲ့1920မှာဆုံးပါသွားရှာတယ်။ယူဆိုပေါ့ကလည်းသူ့ဇနီးနဲ့အတူပဲပြင်သစ်မှာအခြေချနေထိုင်နိုင်ခဲ့တယ်။1932ခုနှစ်မှာတော့အမေရိကန်ရုပ်ရှင်ကုမ္ပဏီတစ်ခုကရက်စပူတင်အကြောင်းရုပ်ရှင်ရိုက်တာမှာသူ့ဇနီးကရက်စပူတင်ကိုမြှူဆွဲခဲ့တဲ့ပုံစံမျိုးဇာညွန်ရေးပြီးရိုက်ခဲ့လို့သူ့ဇနီးတိတ်ခါကြရပါတယ်ဆိုပြီးတရားစွဲတာမှာရော်ကြီးငွေမြမြရခဲ့သေးတယ်။1928မှာတော့
Rasputin ကိုသူလုံးကြံခဲ့တဲ့ပုံစံအသေးစိတ်ကိုပြင်သစ်မှာစာအုပ်တအုပ်ထုတ်ပြီးရေးသားထုတ်ဝေခဲ့လိုက်သေးတယ်။အရှိပိုင်းကကျွန်တော်ပြောခဲ့တဲ့ Rasputin ကိုတုတ်တင်ကြတဲ့အကြောင်းအရာအများစုဟာသူ့စာအုပ်စီကနေပြီးတော့အဓိကမျက်ဖြာခံလာလိုက်မယ်ထင်တယ်ဗျ။ကျွန်တော်ကတော့ဆရာညင်ကြီးနိုင်ရေးသားထားခဲ့တဲ့ဇာဘီယန်နန်းတော်တဲကရင်ခွေးလုံဆရာကြီး Rasputin ဆိုတဲ့စာအုပ်ကိုအဓိကကိုးကားပြီးတော့ပြောခဲ့တာပါဗျ။အဲ့ဒီအတွက်လည်းဆရာညင်ကြီးနိုင်ကို credit ပေးပါတယ်ဗျ။ဆရာညင်ကြီးနိုင်ရဲ့စာအုပ်ကိုမဖတ်ဖြစ်ခဲ့ရင်ကျွန်တော်လည်းဒီလောက်အရှိကြီးပြောနိုင်မှာမဟုတ်ဘူးဗျ။ဆရာညင်ကြီးနိုင်ကိုးကားခဲ့တဲ့စာအုပ်တွေကလည်းယူဆူပော့ကိုယ်တိုင်ရေးခဲ့တဲ့စာအုပ်ကနေပဲမိညံကိုးကားထားကြလိုက်မယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ Rasputin ကိုလုံးကြံတဲ့အကြောင်းအရာအသေးစိတ်ကိုသိတာကယူဆူပော့တစ်ယောက်လောက်ပဲရှိတာကိုဗျ။အဲ့ဒီမှာလူစိတ်ဝင်စားအောင်လို့တကယ်ဖြစ်ခဲ့တာထက်နည်းနည်းလေးပို့ပို့တတာဒရာမာခင်းပြီးတော့သူရေးခဲ့တယ်လို့ကျွန်တော်ကတော့ယူဆတယ်ဗျ။အလောင်းကောင်ကြီးကမတိဘဲနဲ့ထားလိုက်လာတာတွေပါနေတော့ရုပ်ရှင်ရိုက်ဖို့အတွက်ကြတော့ကွက်တိပဲဖြစ်နေတယ်။အစိမ့်မုတ်တွေစားပြီးတော့ဘာဖြစ်လို့ Rasputin မသေးတာလဲဆိုပြီးတော့ကျွန်တော် AI ကိုမေးကြည့်တဲ့အခါမှာတော့ Rasputin အရက်တောက်လျှောက်တောက်ပြီးတော့အစာအိမ်ရောင်နေလို့အစိတ်ကိုအစာအိမ်ကနေပြီးတော့ချက်ချင်းမဆုပ်နိုင်တာဖြစ်နိုင်တယ်လို့မျိုးငကိုတဲကအစိတ်ကအာနိသင်မရှိတာလည်းဖြစ်နိုင်တယ်လို့ရှင်းပြတယ်ဗျ။ရှေ့ပိုင်းကပြောခဲ့တဲ့ Rasputin ရဲ့ဘဝအကြောင်းကိုတော့အင်တာနက်မှာရှာလို့ရသမျှတဲကစိတ်ချရလောက်တဲ့အကြောင်းတွေကိုပဲစစ်ဆေးပြီးတော့ထည့်ထားပါတယ်ဗျ။သူ့အကြောင်းကလည်းထူးဆန်းတော့ကောလာဟာလာတွေကလည်းအမျိုးမျိုးထွက်နေတာ哦ဗျ။ဘာရှင်းတွေကလည်းနည်းနည်းစီကွဲကြတယ်။မြင်းခိုးတာမခိုးတာကနေစပြီးတော့အကြီးဆုံးကောလာဟာလာကတော့မိဖုရားကြီးနဲ့သူအိယာဘော်ကဆက်ဆံရေးမျိုးရှိမရှိဆိုတာပဲဗျ။အဲ့ဒီကောလာဟာလာထွက်လာတာကလည်းတိတ်မော့မဆန်းဘူးဗျ။အဲ့ဒီအချိန်ကမိဖုရားကြီးကိုမုန်းနေကြတဲ့သူတွေကလည်းများတာ哦။တမိုင်းပညာရှင်တွေကတော့မဟုတ်တော့ပါဘူးဆိုပြီးရှင်းထားကြတယ်။မိဖုရားကြီးဟာစီကန်ကြီးတဲ့ဝီတိုရီယာမျိုးနွယ်ကနေဆင်းသက်လာတာဖြစ်တယ်လို့သူ့ယောက်ျားဖြစ်တဲ့ဘရင်ကြီးကိုလည်းအတော်ချစ်ရှာတယ်ဆိုပဲဗျ။ Rasputin ကိုတော့သူကတားတော်လေးယောဂတက်တာလာအောင်လုပ်ပေးနိုင်လို့မျက်ကန်းယုံကြည်မှုမျိုးနဲ့ဖျားလိုမျိုးကိုးကွယ်ခဲ့တာဖြစ်လိမ့်မယ်လေဗျ။ Rasputin ဆိုသူမှလည်းအယူပါကြီးဆိုတော့ကိုယ်သေးရင်ကိုတူးတယ်လို့ဖြစ်မဲ့ဘရင်မိသားစုဝင်တွေကိုတော့လက်ဆောင်ခဲ့လိမ့်မယ်လို့ယူဆကြတယ်ဗျ။အပြင်မှာလည်းမိန်းမတွေသူလိုချင်တဲ့လောက်ရနေတာပဲလေ။ဒီအကြောင်းလေးကိုနားထောင်ပြီးတော့မြန်မာနိုင်ငံကဘသူတွေကိုစိတ်ထဲမှာမြင်အောင်မိလဲဗျ။ကိုမြင်အောင်မိတဲ့သူတွေအကြောင်းကိုတော့ကျွန်တော်ကိုအားပေးတဲ့အနေနဲ့ကွန်မန့်မှာရေးသားပေးခဲ့ကြပါအောင်ခင်ဗျ။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။ကြည့်ရှုနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဗျ။ရုရှားသမိုင်းနဲ့ပတ်သက်ပြီးနောက်တင်မဲ့ဗီဒီယိုတွေကိုလည်းစောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါအောင်ဗျ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျ။